အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်ဒီ17ကြိမ်မြောက်ပေါ့နော်ဒီငင်းချင်းငင်းချမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဒီအမုန်းစကားများကြောင့်ပေါ့နော်ဒီစီလုံးမှုအတားအဆီးများဆိုတဲ့ခေါင်းစဉ်အဲ့ဒါနဲ့ကျွန်တော်တို့ talk show 17ကြိမ်မြောက်အခုစတင်မှာဖြစ်ပါတယ်အခုဒီနေ့ talk show အတွက်ပေါ့နော်တယောက်ပေးကြတဲ့ဒီအဓိက guest speaker နှစ်ဦးဖြစ်တဲ့ဒီဆရာမရွှေရည်ရဲ့ဆရာစလိုက်ထန်ကီရဲ့နှစ်ဦးစလုံးကိုကျွန်တော်တို့ Voices and Peace ဝိုင်းတော်သားများကိုစာကျေးဇူးများကြီးတင်တဲ့အကြောင်းအရင်ဆုံးပြောကြားချင်ပါတယ်။ Okay ကျွန်တော်တို့ဒီနေ့ talk show မှာဒီအမုန်းစကားများကြောင့်ပေါ့နော်စီလုံးမှုတားဆီးများဆိုတဲ့ talk show မှာဒီဦးဆောင်ဆွေးနွေးပေးမဲ့ဆရာနဲ့ဆရာမကိုအရင်မိတ်ဆက်ပေးပါမယ်။ဆိုတော့ကျွန်တော်အရင်မိတ်ဆက်ပေးလို့ပြီးမှဒီဆရာနဲ့ဆရာမအနေနဲ့ထပ်ပြီးတော့ကိုယ့်ရဲ့ဒီနားထောင်နေတဲ့ပရိသတ်တွေပေါ့နော်သူတို့တော့ကိုမိတ်ဆက်ပေးစီရှင်တဲ့အကြောင်းအရာလေးတွေရှင်လဲကျွန်တော်တို့အချိန်ခဏယူပြီးတော့ထပ်ပြီးတော့မိတ်ဆက်ပါမယ်အဲ့ဒါပြင်တော့ကျွန်တော်တို့ဒီquestion answer လေးတွေနဲ့တူဒီကျွန်တော်ရဲ့ topic ကောင်းစဉ်ကိုကျွန်တော်တို့ဆွေးနွေးမှုစကားဝိုင်းလေးကိုစတင်သွားမှာဖြစ်တဲ့အကြောင်းအရင်ဆုံးပြောကြားချင်ပါတယ်။ Okay အရင်ဆုံးအခုပဲဒီမိတ်ဆက်ပါမယ်ကျွန်တော်နာမည်တော့ဒီစလိုင်းပုံထွန်းကြီးဖြစ်ပါတယ်ဒီ Voices and Peace ရဲ့ဒီ wine တော်သားတူဦးအနေနဲ့လက်ရှိပါဝင်လက်ရှိပါတယ်ဆိုတော့ဒီနေ့ဥဆောင်ဆွေးနွေးသူအဖြစ်ဒီပါဝင်သွားမယ်ဒီဆမရွှေကြီးကိုအရင်ဆုံးကျွန်တော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆမရွှေကြီးကတော့အခုအရင်ကဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီ mainstream media ဖြစ်တဲ့ဒီ Myanmar Times ပေါ့နော် Myanmar Times ရဲ့ပြီးကျွန်တော်တို့ဒီwriter သတင်းဌာနတွေမှာဒီသတင်းသမားအဖြစ်နဲ့ပေါ့နော်ဒီကာလာချာဒီ senior reporter နဲ့ဒီတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်ဆိုတော့ဒီသတင်းစာနယ်ပယ်အပြင်သူဆရာမဟာဒီအနာသိမ့်မှုတွေမဖြစ်ပွားခင်တော့ကဒီ Open Myanmar Initiative မှာဒီ media officer ဖြစ်တဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ပြီးတော့ဒီအရှင်ကရန်ဒီ research နဲ့ပတ်သက်ပြီးတော့ဒီမြန်မာ political ဒီ participation survey ပေါ့နော်ဒီ Oxford University နဲ့တွေ့ပြီးတော့လုပ်တဲ့ဒီအဲ့ဒီ survey မှာလည်းဒီ assistant အနေနဲ့ပေါ့နော် research assistant အနေနဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ဒီနောက်ပိုင်းမှာဒီဆရာမအနေနဲ့ဒီကျွန်တော်တိုင်းမီဒီယာတွေစုဖွဲ့ထားတဲ့ဒီ Burma News International ပေါ့နော် international မှာဒီ peace coordinator အနေနဲ့လည်းတာဝန်ထမ်းဆောင်ခဲ့တယ်လို့ဒီ multimedia workshop group တွေပါလေဒီ communication officer အနေနဲ့တာဝန်ထမ်းဆောင်ရွက်ခဲ့တဲ့ဟာတွေရှိပါတယ်အခုလက်ရှိမှာတော့ဒီထိုင်းနိုင်ငံဒီပယက် University ပါပေါ့နော်စီးပွားရေးဘာသာရပ်တဲ့ကိုစီးပွားဘာသာရပ်တဲ့ပတ်သက်ပြီးတော့ဒီလေ့လာစီးပူးပြီးတော့ဒီ market researcher အနေနဲ့ဆောင်ရွက်နေသူဖြစ်ပါတယ်အဲ့ဒါလိုပဲဒီ market researcher ကိုတစ်ဖက်မှာဆောင်ရွက်ရင်းနဲ့ဒီတစ်ဖက်မှာလည်းဒီနိုင်ငံတကာမီဒီယာတွေမှာဒီဆောင်ပါရှင်နေနဲ့ပေါ့နော်ဒီဆောင်ပါတွေကိုလည်းရေးနေတဲ့ဆရာမတူဖြစ်ပါတယ်ဆိုတော့ဒီနေ့စကားဝိုင်းအတွက်ပါဝင်ပြီးတော့ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးများတင်တဲ့အကြောင်းပြောကြားလိုပါတယ်ဆရာမရွှေကြီးကိုနောက် panelist တူကိုကျွန်တော်ထပ်ပြီးမိတ်ဆက်ချင်ပါတယ်သူစလိုင်းထန်ကီဖြစ်ပါတယ်နောက်ကျွန်တော်တို့ရဲ့ panelist တူကတော့ဆိုဆရာတော့ဒီကျွန်တော်တို့ဒီ2005ကနေဒီ2008ပေါ့နော်ဆိုတော့အဲ့ဒီမှာToranas Bible College ပါပေါ့နော်ဒီ Bachelor of ဒီ Theology PTH ကိုတယောက် PC ခဲ့တဲ့သူဖြစ်ပါတယ်ပြီး2009-2010ဝန်းကျင်မှာဒီမြန်မာ Bible College မှာဒီ Master of ပေါ့နော် Master of Arts in Theology ပေါ့နော်တယောက် PC တဲ့သူဖြစ်ပါတယ်အဲ့ဒါပိုင်းပါဒီSandy Government Institute ဒီနိုင်ငံရေးသိပ္ပံနဲ့ခေါင်းဆောင်မှုပညာကိုဒီစီပူတဲ့သူဖြစ်တယ်လို့ဒီ Harvard Kennedy School ဒီ political leadership ပေါ့နော်ဒီ and ဒီ negotiation diploma စတဲ့ပညာရပ်ကိုစီပူခဲ့သူဖြစ်ပါတယ်တစ်ဖက်မှာလည်းဆရာဒီခေါင်းဆောင်မှုပိုင်းနဲ့နိုင်ငံရေးသိပ္ပံပိုင်းကိုလေ့လာစီပူတဲ့သူဖြစ်တယ်တစ်ဖက်မှာအမှုပညာလုပ်ငန်းတွေလည်းဆောင်ရွက်နေသူဖြစ်ပါတယ်ဒီကိုပိုင်း album တွေထုတ်လုပ်ခဲ့တယ်လို့ဒီတခြားဒီအမှုပညာရှင်တွေတည်ဆိုနေတဲ့သရှင်အတော်များများမှာလည်းဒီ
တချင်းတွေရေးဆက်ပြီးတဲ့ဆရာတူဖြစ်ပါတယ်ခုလက်ရှိမှာလည်းတချင်းတွေရေးဆက်ထားတဲ့ဒီတော်လှန်ရေးတချင်းတွေပဲဖြစ်ဖြစ်ဒီမြို့သားတချင်းတွေပဲဖြစ်ဖြစ်ရေးဆက်ထားတဲ့ဟာတွေဒီခုချိန်လက်ရှိမှာဒီနုပညာတော်တော်များများလည်းတည်ဆိုနေတဲ့ဟာတွေရှိပါတယ်ဆိုတော့ဒီဆရာမတွေနဲ့ဒီဆရာရဲ့ဒီအဓိကအဖွဲ့အစည်းတွေရဲ့ဒီလှုပ်ရှားခဲ့မှုတွေကတော့ဒီ2013တော့ဝန်းကျင်လောက်ပဲပြောမှာပေါ့နော်ဒီသူလည်းဒီ Open Myanmar Initiative မှာပဲဒီလွှတ်တော်စောင့်ကြည့်ရေးကဏ္ဍမှာပေါ့နော်လွှတ်တော်စောင့်ကြည့်ရေးကဏ္ဍမှာဒီချင်းပြည်နယ်ရဲ့တာဝန်ခံဖြစ်တဲ့တာဝန်ဆောင်ရွက်ခဲ့တယ်လို့ဒီ Change Youth Organization မတူပီပေါ့နော်အဲ့မှာလည်းဥပဒေရေးကြတဲ့ဒီပြန်ကြားရေးတာဝန်ခံကဏ္ဍတွေဒီပါဝင်ဆောင်ရွက်ခဲ့တယ်လို့ဒီ Vice President ဒုတိယဥက္ကဋ္ဌအနေနဲ့လည်း ICYO မတူပီမှာပဲဒီထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဆရာတော်ဒီတစ်ဖက်မှာလည်းဒီလူမှုလှုပ်ရှားမှုမှာလည်းဒီ COVID ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာအခြေအနေဆိုးဆိုးရွားရွားလေးကဘာနဲ့ချီဒီဆိုးဆိုးရွားလေးဖြစ်ခဲ့တဲ့ COVID-19 ဒီထိတ်ချုပ်ကာကွယ်ရေးကဏ္ဍတွေမှာလည်းဥဆောင်ပါဝင်ခဲ့တယ်လို့အဲ့ဒီမှာဒီ2024မှာလည်းဒီနိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ဒီဘယ်လိုပြောမလဲဒီ International Publication Institute ကနေပေါ့နော်ဒီ certificate of recognition ပေါ့နော်ဒီကွန်ပျူတာလေးပေးအပ်ထားတယ်လို့ဒီကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာလူထုခေါင်းဆောင်လို့ပြောကြတယ်ဒီဒေါ်အောင်ဆန်းစုကြည်ရလဲဒီ COVID-19 ဒီထိန်းချုပ်ကာကွယ်ရေးဥဆောင်ရွက်မှုအပေါ်မှာဒီကွန်ပျူတာတန်းလွာတွေပေးအပ်ခဲ့တယ်ဖြစ်ပါတယ်ခုကျွန်တော်တို့ဒီနေ့မှာတော့ဒီ Voices in Peace ရဲ့စကားဝိုင်းမှာခုလိုပါဝင်ဆွေးနွေးမှုတဲ့ပေးတဲ့အတွက်ပေါ့နော်ဆရာလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဆွေးနွေးမှုလေးတွေမစခင်ပေါ့နော်စင်ဒက်ဆမ်ဘာတို့နဲ့ဆက်ထပ်ပြီးတော့ဒီနောက်ထောင်တဲ့သူတွေအတွက်ကိုဒီမိတ်ဆက်ပေးခြင်းတဲ့ဟာမျိုးလေးတွေပါများရှိဦးမလဲပေါ့နော်ရှိဦးမယ်ဆိုရင်တစ်ချက်လောက်ဆမရွှေရှိမယ်ဆိုရင်တစ်ချက်လောက်ထပ်ပြီးတော့ဖြစ်စမိတ်ဆက်ပေးဖို့ပါများရှိမလဲဆမရဲ့မိတ်ဆက်ပေးပါဟုတ်ဟုတ်ကဲ့အများကြီးတော့ပြည့်စုံပါတော့မိတ်ဆက်ပေးတာပထမအနေနဲ့ဒီပွဲကိုဖိတ်ကြားပေးတဲ့အတွက်ပေါ့နော်ကျေးဇူးတင်ပါတယ်လို့ကိုကျွန်တော်နောက်ပြီးတော့ကျွန်မဒီပွဲမှာလည်း top ပေါ့နော်ဝင်ပြီးတော့ဆွေးနွေးဖို့အတွက်လက်ခံဖြစ်တာဘာဖြစ်လို့လဲဆိုတော့ကျွန်မဒီpeace နဲ့ပတ်သက်ပြီးတော့လေဒီ research တစ်ခုလည်းအဲ့လို6လလောက်လုပ်ခဲ့ပြီးပေါ့နော်မြန်မာတိုင်းမှာတော့အဲ့လို2015လောက်တော့လုပ်ခဲ့ပြီးဆိုတော့အဲ့မှာကျွန်တော်တို့က researcher နေဖြင့်လုပ်တာအဲ့တော့ဒီ Facebook တွေအဲ့သတင်းစာတွေကနေတော့စောင့်ကြည့်ခဲ့တယ်ဆိုတော့အဲ့တော့ကျွန်မကလည်းဒါဆိုရင်ဒီပြောရမယ့်အကြောင်းအရာကိုကိုအနေနဲ့ပြောနိုင်တယ်ပြောတင်တဲ့ချိန်ပြီးတော့လည်းဒါလာပြီးတော့ဆွေးနွေးပြတာပါလို့ဒါလေးပါပဲရှင်ကျွန်မ peace research လုပ်ခဲ့ပြီးဆိုတော့လေးထပ်ပြီးပြောချင်တာโอเคဆရာကျေးဇူးများတင်ပါတယ်ခုလိုဖြစ်စပြီးတော့ဒီ ထပ်ပြီးတော့မိတ်ဆက်ပေးတဲ့အတွက်ပေါ့နော်ဆိုတော့ဆရာ slide thank you နေနဲ့ရောဒီမိတ်ဆက်ထပ်ပြီးတော့မိတ်ဆက်ပေးခြင်းတဲ့အရာများရှိမယ်ဆိုရင်မိတ်ဆက်ပေးဖို့ဖြစ်ပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ talk show ဒီကဏ္ဍလေးကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာ slide thank you ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ကတွေ့တော့ make up ဖို့မရှိဘူးဒါပေမဲ့နည်းနည်းလေးပြန်ပြောချင်တာတော့ဒီကျွန်တော်ကငင်းချမ်းကြီးနဲ့ပတ်သက်တဲ့ဒီလူတည်တနာတွေတော့မလုပ်ဘူးပေါ့နော်ဒါပေမဲ့ငင်းချမ်းကြီးနဲ့ပတ်သက်တဲ့ forum တို့တင်တန်းနေကြတော့တက်ဒီကျွန်တော်ရဲ့ဒီငင်းချမ်းကြီးကြတော့ specialist ဆိုတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့မြို့နယ်အဆင့်မှာတည်တဲ့တွင်ငင်းချမ်းကြီးမှာတော့ဒီကိုတိုင်ကိုကြပေါ့နော်ဒီပါဝင်နေပြန်အခုကျွန်တော်တို့မတပီမြို့နယ်မှာလည်းပဲဒီ CYO အခန်းကဏ္ဍကနေပြီးတော့မှကျွန်တော်တို့ရဲ့ဒီမြို့နယ်ရဲ့ငင်းချမ်းကြီးကိုကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာပါဝင်နေကျွန်တော်အဓိကအထူးပြုအနေနဲ့တော့ leadership နဲ့အဓိကတင်ကြားပြီးတယ်ပေါ့နော်ပြန် leadership နဲ့ပတ်သက်တဲ့ပါတရကကြတော့ဒီသူတို့ဖိတ်ခေါ်တဲ့နေရာတိုင်းမှာတင်ကြားပို့ချပေးပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလဲဒီ leadership နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ဖတ်ထားပါတယ်လို့နောက်မှလည်းအားပေးလို့ရပါတယ်လို့ဟုတ်ကဲ့ဆရာကျေးဇူးများတင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုလေးကိုကျွန်တော်တို့ဆက်ပြသွားရအောင်ကျွန်တော်တို့ဒီခမအဖြစ်တော့ကျွန်တော်တို့တနာတော်ဝင်းကျင်လောက်ဆိုပြီးတော့ခါတော့ campaign နဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဆွေးနွေးမှုပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒီအချိန်ကိုလည်းကျွန်တော်တို့ကြည့်ပြီးတော့ဆွေးနွေး
သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးကတော့ပေါ့နော်ဒီကျွန်တော်တို့ခေါင်းစဉ်ဖြစ်တဲ့ဒီအမုန်းစကားများကြောင့်ပေါ့နော်ဒီစီလုံးမှုတားဆီးများပေါ့နော်ခုအထူးသဖြင့်ခုလိုမျိုးဒေါ်လာကြီးကာလမှာဒီအချင်းချင်းကြမုန်းစကားပွားတဲ့ကိစ္စတွေကဘယ်လောက်ထိကြကြိုက်မှုတွေကဘယ်လောက်ထိမြေပြင်မှာခြေနေစိုးနေလဲဒီကြကြိုက်မှုတွေကြောင့်နောက်ပိုင်းမှာပိုပြီးဆိုးရွားတဲ့လူမှုတိုင်းဝိုင်းတွေဖြစ်လာမဲ့အနေအထားမှုတွေအစပေါ့နော်ကျွန်တော်တို့ဒီမှာဒီအကြီးမားတဲ့စင်ခုမှုတွေကိုကျွန်တော်တို့ကြုံရတဲ့အတွက်ဒီလိုမျိုးစကားဝိုင်းလေးတွေနဲ့တစ်စစ်ဒီအသိပညာပေးတာတော့၎င်းဒါမှမဟုတ်လေဒီဖြစ်ပျက်ကြုံတွေ့နေရတဲ့ဒီမုန်းစကားကြောင့်ဖြစ်တဲ့ဟာတွေအန်ဒရယ်တွေဒါမျိုးတွေကိုဒီ highlight ပြန်လုပ်ပြီးတော့အားလုံးအတွက်တတိထားစရာအနေနဲ့ကျွန်တော်တို့အနေနဲ့ရည်ရွယ်ပြီးတော့ကျွန်တော်တို့ဒီခုလိုမျိုးစကားဝိုင်းဆွေးနွေးပွဲလေးကိုလုပ်တာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးပေါ့နော်ကျွန်တော်ဒီ topic နဲ့ပတ်သက်ပြီးတော့မိခွန်းလေးနဲ့ပဲကျွန်တော်စချင်ပါတယ်ဆိုတော့ပထမဆုံးမိခွန်းနဲ့ပတ်သက်ပြီးတော့ဒီဆမရွှေကြီးပေါ့နော်ဆမရွှေကြီးအနေပဲကျွန်တော်စလိုက်ချင်ပါတယ်ဆိုတော့ဆမရွှေကြီးအနေနဲ့ပေါ့နော်ဒီဆမရွှေကြီးရဲ့ဒီကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်အတွေ့အကြုံရပေါ့နော်ဒီအတွေ့အကြုံရပေါ်အခြေခံပြီးတော့ဒီအမုန်းစကား hate speech ဆိုတဲ့ဟာကိုဒီဘယ်လိုအတိတ်ပဲဖွင့်ဆိုခြင်းတလဲပေါ့နော်ဆိုတော့ရိုးရိုးဝေဖန်မှုနဲ့ဒီအမုန်းစကားဆိုတဲ့ဟာကိုပေါ့နော်ဘယ်လိုမျိုးတိတိကျကျကျွန်တော်ခွဲခြားမလဲဆိုတဲ့ဟာလေးကိုအရင်ဆုံးမိတ်ဆက်တဲ့အနေနဲ့စပြီးတော့ပြုတ်ပြဖို့အတွက်ကိုဆမရွှေယူဖိတ်ချင်ပါတယ်ရှေ့အတန်လေးကြားရလားမသိဘူးနော်ဟုတ်နည်းနည်းတိုးတယ်ဆရာမဟုတ်ကျမတန်ကြားရလားမသိရှင်ဟုတ်ကဲ့ကြားရတယ်ဟုတ်တော့ကောင်းကြားကျေးဇူးပါဟုတ်ကဲ့ရှင်ကျမကလေကျမသတင်းတောက်စလုပ်တဲ့အချိန်အသက်18နှစ်ပေါ့နော်စလုပ်တဲ့ professional လုပ်တဲ့အချိန်ပေါ့အသက်20ကျော်တဲ့အချိန်မှာကျမသတင်းတွေရောရေးတယ်အဲ့ချိန်ကျတော့2010ဆိုတော့ဦးသိန်းစိန်ကာလမှာဖြစ်တာပေါ့နော်ဒါပေမဲ့ရေးတယ်သတင်းတောက်ပေါက်စလေးပေါ့ဒါပေမဲ့အဲ့မတိုင်ခင်မှာကျမတို့ကတော့social media တွေစပေါ်တယ် Facebook တွေစသုံးတယ်သတင်းခန်းထဲမှာသုံးတယ်အဲ့မှာသတင်းတွေရေးတယ်ရေးတော့ကျမတို့မှာ editor တွေကတော့ကျမတို့တချို့စကားလုံးတွေကိုသူတို့ဘာသူတို့တီးဖြတ်သွားလိုက်တယ်ပေါ့နော်ဘာဆိုမြန်မာစာပဲဖြစ်ဖြစ်အင်္ဂလိပ်စာပဲဖြစ်ဖြစ်တီးဖြတ်သွားဒါပေမဲ့ကျမတို့စိတ်ထဲမှာကျမတို့တချို့စကားလုံးမုန်းစကား hate speech ဆိုအရင်နားမလည်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျမ researcher ပေါ့စလုပ်အချိန်မဲ့ researcher ပေါ့နော်ကျမသတင်းတောက်လုပ်နေတဲ့အချိန်မှာအချိန်မဲ့ researcher အဖြစ်လုပ်တဲ့အခါမှာကျမတို့ကို hate speech နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းလေးကျမတို့ train ပေးတယ်ပေါ့နော် train ပေးတယ်အဲ့ချိန်ကျမှကျမတို့ကိုယ်တိုင်ကဘယ်ဟာဒီ hate speech ဖြစ်တယ်ဘယ်ဟာဒီဒါဝေဖန်တဲ့စကားလုံးဖြစ်တယ်ဆိုတာနားလေလာပြီးတော့ကိုတိုင်းလဲငါကိုတိုင်းလဲ hate speech တွေတုံးဖြစ်ပါလားငါလည်းအဲ့ရနေပြီးတော့ကျမတို့စပြီးတော့ကိုပြန်ပြီးတော့ချိန်လိုက်တယ်ပေါ့နော်ချိန်လိုက်တယ်ဘာလို့လဲဆိုတော့အဲ့ချိန်မှာနားလည်လာတဲ့ hate speech ရဲ့ဒီအကျိုးရလဒ်တွေကဘယ်လောက်ထိကိုဆိုးဝါးတယ်ဆိုတာလည်းသိလာတယ်ပြီးတော့သတင်းတွေမှာဆိုလဲဒီအဲ့တော့သတင်းပါလာပေါ့ဒီချိန်မှာအဲ့ချိန်ကျမနားလဲကျမတို့ဒီ hate speech ဆိုတာပို့ပြီးတော့စဖြစ်တဲ့အချိန်အဲ့ချိန်ကျတော့အဲ့မှာကို6ခိုးတို့ဒီရိုဟင်ဂျာရေးတို့အရင်ဖြစ်နေတဲ့အချိန်တွေပေါ့နော်အဲ့ချိန်ကျမှပို့ပြီးတော့နားလဲဒါပေမဲ့တစ်ခါတလေကျရင်ကိုကသုံးနေတဲ့ပုံမှန်အသုံးနှုန်းတွေက hate speech ဖြစ်နေတာမျိုးတွေကိုနားလဲတာဥပမာကလားဆိုတဲ့စကားလုံးမျိုးတွေတရုတ်ဆိုတဲ့စကားလုံးမျိုးတွေပေါ့ဘာဖြစ်လဲဆိုတော့ hate speech ဆိုတာကဒီလူမျိုးတွေဘာသာရေးတွေဒါတွေကိုခွဲခြားပြီးရဲ့အဲ့စကားလုံးဆိုတာကျမပို့ပြီးတော့စပြီးတော့နားလည်လာတယ်ဒါပေမဲ့အခုအဲ့လိုနားလည်ပြီးဒီ project ဒီပေါ့နော် researcher ဖြစ်စလုပ်တဲ့အခါမှာပို့ပြီးနားလည်တဲ့အခါမှာကိုယ်တိုင်လည်းကိုရေးတဲ့စားတဲ့သတင်းတွေနောက်တစ်ခုကကိုယ်တိုင်လည်းပြောတဲ့အချိန်မှာ hate speech မဖြစ်အောင်နားလည်အောင်လုပ်တယ်နောက်တစ်ခုကဒီသူများရဲ့ hate speech ပြောတယ်ဆိုလဲတားဆီးရပေါ့နော်ဒီစကားမပြောသင့်ဘူးမသုံးသင့်ဘူးဆိုတော့ပြန်ပြီးခွဲခြားမယ်ဆိုရင်ဥပမာကျမဘောနော်ဟာတော့ဖြစ်ဘူးဥပမာကျမအခုကျမအများစုသုံးချတာပေါ့နော်ကျမတို့မှာဒီစိတ်တော့မရှိပါနဲ့နော်မှားတာဥပမာကျမတို့ခေါ်ဆိုဥပမာလေတယ်ပေါ့နော်ဗမာလူလေပေါ့ဗမာလူလေလို့ပြောတယ်အဲ့လိုလူလေဆိုရင်အဲ့စကားက hate speech လား criticism လားအဲ့ဒါမျိုးတွေကရှိရပေါ့နော်ရှိရဆိုတော့ဗမာဖြစ်တဲ့အတွက်ဗမာကလူလေဖြစ်တယ်ဆိုတော့အဲ့ဒီမှာစကားကတော့ဒါသည်ကျမအဲ့စကားလုံးကိုပြန်ပြီးခွဲခြားလိုက်တဲ့အခါမှာhate speech လည်းဖြစ်တယ်လို့ဒီ hate speech လည်းယူဆနိုင်တယ်ဒါမှမဟုတ်လည်းယူပြောတယ်လို့ပုံစံမျိုးလည်းရှိတယ်ဒါပေမဲ့အဲ့ဒါရည်ရွယ်ချက်ပေါ့
ဘာလို့ဒီစကားကိုသုံးတာလဲဘယ်လိုအခြေအနေမျိုးမှာသုံးတာလဲဘယ်သူကသုံးတာလဲဘာကြောင့်သုံးတာလဲဆိုတဲ့အမျိုးကြီးရှိရပေါ့နော်အဲ့လိုမျိုးဒါတော့ဟိုပြော့ပေါင်းတဲ့စကားလုံးကိုကျွန်မရွေးထားတာပါနော်ဒီထက်ပြင်းတဲ့စကားလုံးတွေရှိရဥမာတသနာပြတ်တို့တစ္ဆာဖောက်ဆိုတဲ့စကားလုံးမျိုးတွေရှိတယ်အဲ့ဒါမျိုးဆိုတော့အရန်ဟို hate speech ကိုလုံးဝကိုရောက်သွားတဲ့စကားလုံးပေါ့ဥမာဟိုအဲ့လိုမျိုးစကားမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်မအဲ့လိုမျိုးခွဲခြားရအောင်ဒါပေမဲ့ကိုကဘယ်လိုရည်ချက်လဲလူမျိုးစုအသားရမတူရဲ့လူဘာသာခုကိုခွဲခြားတဲ့ဟိုထိခိုက်စေပဲလူတစ်ဖက်သားသူများမကြိုက်တဲ့စကားလုံးပေါ့နော်ဖြစ်စကားလုံးနောက်တစ်ခုကအဲ့လိုကိုလုံးလိုက်တဲ့စကားလုံးကြောင့်ဟိုသူများကိုသွားပြီးတော့ဒီလူမျိုးစုတွေနောက်ပြဿနာကြီးတွေဖြစ်လာနိုင်တဲ့စကားမျိုးတွေဆိုရင်ဒါလုံးဝ hate speech ရောက်သွားတယ်ဆိုတဲ့ဟာမျိုးလို့ကျွန်မဒါကျွန်မရဲ့ဒီ hate speech နဲ့ criticism ပေါ်ကိုယူဆချက်ပါဟုတ်နောက်လေးလာတွေ့ရှိချက်ပေါ့နော်ဟုတ် ဟုတ်ကဲ့ဆရာမကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဒီဆရာမရဲ့ဒီတွေ့ကြုံပေါ်မှာမူတည်ပြီးတော့ဒီ hate speech နဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဒီတတ်မှတ်တဲ့ဟာတွေဒီအတိတ်ပဲဖွင့်ဆိုတဲ့ဟာမူလေးတွေခုလိုပြုတ်ပေးတဲ့တော့ပေါ့နော်ကျေးဇူးများတင်ပါတယ်ဆရာမဟုတ်ကဲ့ဆရာစရတန်ကိနေနဲ့လည်းဒီခုနဒီမေခွန်းနဲ့ပဲပေါ့နော်အတူတူပါပဲဒီဆရာရဲ့ဒီလေ့လာတဲ့ဒီပညာရတော့၎င်းဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းတွေ့ကြုံအရာကိုယ့်ရဲ့ဒီနေပေတွေ့ကြုံရတော့၎င်းပေါ့နော်ဒီအမုန်းစကား hate speech ဆိုတာကိုဘယ်လိုဆရာအနေနဲ့အဓိပ္ပာယ်ဖွင့်ဆိုချင်တယ်ပေါ့နော်အဲ့ဒီမှာဒီကျွန်တော်တို့ရဲ့ဒီရိုးရိုးဝေဖန်မှုဆိုတဲ့ဟာမျိုးတွေဒါတော်တော်များလက်ခံတဲ့စကားလုံးတော့ဖြစ်တယ်အပြောလဲဒါကျွန်တော်တို့ဒီလူမှုတိုင်းဝိုင်းမှာဆိုရင်ဒီဝေဖန်တဲ့ဟာမျိုးတွေကဒါဝေဖန်တဲ့ဟာမျိုးတွေကျွန်တော်တို့လူမှုတိုင်းဝိုင်းမှာဒါအရေးကြီးပါတယ်ဝေဖန်မှုတွေဆိုတဲ့ဟာမျိုးဒါပေမဲ့ဒီဝေဖန်မှုဆိုတာလဲသူ့အတိုင်းတာနဲ့သူရှိတယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဒါကြောင့်ဒီကျွန်တော်တို့ရဲ့ဒီဟိုရိုးရိုးဝေဖန်မှုဆိုတဲ့ဟာနဲ့ဒီမုံစကားဆိုတဲ့ဟာမျိုးကိုပြောရတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးတိတိကျကျခွဲခြားပြီးတော့ကျွန်တော်တို့တတ်မှတ်မလဲပေါ့နော်ဆိုတော့ဆရာအနေနဲ့ဒီဆရာရဲ့အမြင်ပေါ့နော်အဲ့ဒါလေးအရင်ဆုံးဆွေးနွေးပေးစီချင်တယ်ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီအကြားလာမသိဆရာဟယ်လိုဟုတ်ကြားပါတယ်ဟုတ်ကြားပါတယ်ဟုတ်ကဲ့ not a minute hate speech ဆိုတဲ့စကားလုံးကကျွန်တော်တတိအဖြစ်ပြောမှဆိုလို့ရှိရင် conflict sensitivity လို့ကျွန်တော်တို့ပြောပါထိလွယ်ရှာလွယ်ဘယ်လိုပဲခါဒီကျွန်တော်ဒီထဲမှာ hate speech ထဲမှာလာပြီးတော့မှပြောမယ်ပထမဦးဆုံးပြောချင်ဆိုတဲ့အခါကျကျွန်တော်တို့ဒီ hate speech ကဘယ်အချိန်မှများတယ်လဲဆိုရှင်ကျွန်တော်အခုနောက်ပိုင်းဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာချင်းလူမှုအတိုက်အခံကြားမှာဒီ hate speech ကများတာတွေ့ရပါတယ်ဆိုတော့ဒီ hate speech အမုန်းစကားဆိုတဲ့စကားလုံးချင်းလူမျိုးတို့ရဲ့ရေခံအဆတ်အောင်အတိတ်ပဲဖွင့် solution တော့သူဒေသနာတွေအများကြီးလုပ်ပြီးတော့မှဒီစကလုံးရဲ့ဒီအ내အတိတ်ပဲကိုဘာသာရဆိုင်ရာနဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်ဖွင့် solution ပြီးတော့မှတင့်တော်မယ်ဒီပေါ့နော်ဒါပေမဲ့ဒီတိုင်းပြောဖို့တော့နည်းနည်းလေးဒီအရန်ကြီး huge ဖြစ်တယ်ဒါပေမဲ့ကျွန်တော်နားလည်တဲ့လောက်ပြောရမှာဆိုရှင်တော့ဒီ danger of stereotypes ပေါ့ကျွန်တော်တို့ဒီတရားသေးအစွဲလန်းများရဲ့ပေးထွက်ဆိုကြကနေပြီးတော့မှဒီဘယ်လိုပြောရမှာလဲဒီအဲ့ဒီနဲ့တစ်ဆင့်ကျွန်တော်တို့ prejudice ပေါ့တယူတန်အစွဲတွေဖြစ်ပြီးတော့မှတဖြည်းဖြည်းအဲ့ဒီဟာကဘယ်လိုဖြစ်လာတယ်လဲဆိုလို့ရှင်တော့ negative socialization အနောက်လက္ခဏာဆောင်တဲ့ပတ်ဝန်းကျင်လူမှုပုံစံသွန်းခြင်းကနေပြီးတော့မှတဖြည်းဖြည်းဒီ hate speech ဖြစ်လာတယ်လို့ကျွန်တော်တို့မြင်တယ်ဒါတော့ကျွန်တော်ရဲ့ personal ပေါ့နော်သုံးသပ်ချက်ဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့အာနာမသိမ့်ခင်တော့ကတော့ဒီအတူအလောက်လောက်တယ်ပြန်တော့ဆောနာပြောတယ်လို့ COVID-19 မှာလည်းအတူအလောက်လောက်ခဲ့တယ်ပြီးတော့ပညာရေးဆိုင်ရာဒီ data ဖွံ့ဖြိုးရေးဆိုင်ရာအတူအလောက်လောက်ခဲ့တဲ့လူတွေတောင်မှအာနာသိမ့်ပြီးတဲ့နောက်ပိုင်းဒီ
သူကလက်နဲ့ကင်အုပ်စုမှာရောက်သွားတယ်တယောက်ကဟိုမှာရောက်သွားတယ်ဒီမှာရောက်သွားတယ်နောက်ကျတော့အချင်းချင်းနေကြားမှာတောင်မှဒီ hate speech စကားလုံးကြီးတုံးလာတာကိုကျွန်တော်တို့တွေ့ရဆိုတော့ဒါကကျွန်တော်တို့ရဲ့ဒီထပ်စစ်ပြီးတော့မှစဉ်းစားတဲ့အခါမှာကျွန်တော်တို့ရဲ့ close belief လို့ပြောမှာဒီအနှုတ်လက္ခဏာဆောင်တဲ့ကျွန်တော်တို့ရဲ့ယုံကြည်ချက်ဒီကြောင့်လည်းတခါတလေဒီဟာကဖြစ်တယ်လို့ကျွန်တော်တော့ personal အနေနဲ့သုံးသပ်ချင်ပါတယ်နောက်ပြီးတော့မှဒီတချို့ hate speech တွေကဘယ်လိုမျိုးနေရာမှာအခြေသွားခံတယ်လဲဆိုလို့ရှိရင်တော့ creation of hierarchy identity ပေါ့ကျွန်တော်တို့ကိုယ့်လူမျိုးပဲအမြင့်မြတ်ဆုံးကိုယ့်လူမျိုးပဲအတော်ဆုံးအတတ်ဆုံးဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ identity ကို race လောက်လာတဲ့အခါမှာအဲ့ဒီကနဲ့စီးစင်းတဲ့ကျွန်တော်တို့အစမှာတော့အထက်ပိုင်းပေါ့ကျွန်တော်တို့လူမျိုးနွယ်စုအထက်ပိုင်းတွေရဲ့ဒီ instruct ပုံစံဖြစ်လာတဲ့စင်ကဲစီးစင်းပြီးတော့မှအခုလူငယ်တွေမှာအခုပြန်ပွားပြီးတော့မှဒီကူးစက်ယောဂတစ်မျိုးကဲ့သို့ပြန့်နှံ့တယ်လို့ကျွန်တော်တော့သုံးသပ်ချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆရာစလိုက်ထကီကိုကိုတို့ဒီဆရာရဲ့ဒီအတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ဒီလက်ရှိအခြေအနေရဲ့ဒီအာဏာသိမ်းမှုဖြစ်ပေါ်ခင်တော့အခြေအနေနဲ့ခုနောက်ပိုင်းဖြစ်လာတဲ့အနေအထားမျိုးပေါ်မှာဒီဘယ်လောက်ထိဒီမုံစကန်တဲ့ပတ်သက်တဲ့ကြက်တွေရဲ့ဒီဖြစ်ပေါ်လာတဲ့ဟာတွေပြောင်းလဲလာတဲ့ဟာမျိုးအနေအထားမျိုးလေးတွေကိုဒီ highlight လုပ်သွားပြီးတော့ဖြိုးပြပေးတဲ့အတွက်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အခုဟောပါဒီအခုစမရွှေကိုတစ်ချက်ဆွေးနွေးစီချင်တာလေးရှိပါတယ်အဲ့ဒါတော့ဒီမီဒီယာခန်းကဏ္ဍအနေနဲ့ပေါ့နော်ဆရာမအနေနဲ့ဒီ mainstream media တွေမှာဒီတွေ့ကြုံရှိတဲ့ဒီသတင်းသမားတူဖြစ်တဲ့ဒီနိုင်ငံတကာသတင်းဌာနများနဲ့လည်းဒီတွေးဖက်လောက်ကိုက်ခဲ့တဲ့တွေးကြုံရပေါ့နော်ဆိုတော့အခုဒီကလာနဲ့ချိဆက်ပြီးပြောရမယ်ဆိုရင်ဒီပရိပခတွေမှာဒီဓမ္မစပွဲတွေမှာပေါ့နော်ဒီသတင်းမီဒီယာဆိုတာအခုတကယ်ကျွန်တော်တို့လူအများသိတဲ့သတင်းမီဒီယာတွေရှိတယ်အခုနောက်ပိုင်းမှာ social media ရန်ပေါ်လာတဲ့အချိန်မှာသတင်းမီဒီယာအမီပေါ့နော်ဘသူကပိုင်ရှင်ဘသူအုံနာမှမသိရတဲ့ဆိုတဲ့ဟာမျိုးတွေလည်းအများကြီးပေါ့နော်ဒါမျိုးတွေလည်းအများကြီးတွေ့လာရတယ်ပေါ်လာတယ်ဆိုတော့အခုသတင်းမီဒီယာတွေကိုအသုံးပြုပြီးတော့ဒီအမုန်းစကားဖြန့်ဝေတဲ့ပုံစံတွေပေါ့နော်ပုံစံသတင်းမီဒီယာနာမည်တချို့အမိခံတဲ့ဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်တချို့ကတော့တကယ်သတင်းမီဒီယာဌာနရဲ့နာမည်နဲ့အသုံးပြုတဲ့ဟာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဆိုတော့သူတို့အသုံးပြုတဲ့အမုန်းစကားဖြန့်ဝေတဲ့ပုံစံတွေကိုဘယ်လိုမျိုးတွေတွေ့မြင်ရတယ်လဲပေါ့နော်ဆရာမအနေနဲ့ဒီအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလို့တစ်ချက်ရှင်းပြရင်းနဲ့ဒီသတင်းသမားတွေရဲ့တဦးအနေနဲ့ဒီဒါဆရာမဒီဆောင်ရွက်နေတဲ့အချိန်မှာဘယ်လိုမျိုးတွေတာဝန်ယူဆောင်ရွက်ခဲ့ရတယ်အဲ့ဒါမျိုးတွေကြုံလာရတဲ့အချိန်မှာပေါ့နော်အဲ့ဒါလေးကိုဆရာမအနေနဲ့ဆွေးနွေးပေးစီချင်ပါတယ်ဟုတ်ကဲ့ရှင်ကျမတို့ကျမအဲ့ဒီအခုကျမတို့ကတော့မီဒီယာအကြီးပေါ့နော်လုပ်ခဲ့တာအတွေ့အကြုံရဆိုကျမတို့မှာကတော့အဲ့လိုမျိုးမုံစကားတွေကိုစောင့်ကြည့်တဲ့project တွေ program တွေပတ်သက်ရှိတယ်ဆိုတာအတော်မျိုးကြည့်တာကိုထုတ်တဲ့သတင်းမီဒီယာတွေမှာထုတ်တဲ့သတင်းတွေမှာဒါမှမဟုတ်ဒီရုပ်သံတွေမှာမုံစကားတွေပါလားမပါလားဆိုတာကိုအမြဲစောင့်ကြည့်တယ်ပြီးတော့အဲ့ကိုမီဒီယာကသတင်းသမားတွေပေါ့နော်သတင်းထုတ်တဲ့မီဒီယာသတင်းသမားတွေ editor တွေကိုလည်းဒီအမုန်းစကားတွေနဲ့ပတ်သက်ပြီးတော့နားလည်အောင်လည်းသင်ပေးတယ် အမြဲတမ်း train ပေးတယ်ပြီးတော့စောင့်ကြည့်တယ်ကျမတို့ကအခုဒီမီဒီယာပေါ့နော်ဒီပြပရောက်မီဒီယာတွေကကျတော့ကျမတို့ကကျတော့ဒုနာပေါ်ရက်တည်ရတာဖြစ်တဲ့အတွက်ကြောင့်သူကတွေကလည်းသူရဲ့ဒီ standard တွေမှာပါလဲဆိုတော့ကိုရဲ့ဟာကအဲ့လိုမျိုးဒီမုံစကားတွေမပါရဘူးအမုံစကားတွေ short ချရမယ်မုံစကားမဖြစ်အောင်ဆိုတဲ့ဟာမျိုးတော့ဒါလုပ်တယ်ဒါကတော့professional လုပ်တဲ့သတင်းဌာနကြီးပေါ့နော်သတင်းဌာနကြီးတွေကတော့ဒီလိုသွားတယ်နောက်အသက်ရှိရဲ့သတင်းသမားတွေကတော့ဒီဟာကိုနားလည်တယ်ပေါ့နော်ကျမတို့ဒီသတင်းသမားတွေကလည်းကိုယ်ပိုင်အသက်တွေကျင့်ဝတ်တွေရှိတယ်ဘာလို့လဲဆိုတော့ခါတလေကြာရင်ကိုယ့်ရဲ့သတင်းကဒီသတင်းဌာနမှာပါတာမဟုတ်ကိုယ့်ရဲ့ဒီလူမှုကွန်ရက်ကိုသုံးပြုနေတဲ့ social media မှာလည်းကျွန်တော်တို့သုံးတဲ့စကားတွေကအရန်စီကြည့်တော့အဲ့ဒီဟာကိုလည်းမသုံးအောင်ကျွန်တော်တို့ရှောင်ရတာဒါကတော့တစ်ခုပေါ့နော်ဒါကဘယ်လိုသွားလဲ
ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့ဒီလိုမျိုးဒီ professional လုပ်တဲ့သတင်းမီဒီယာကြီးတွေအပြင်အခုလူမှုကွန်ရက်မှာအဲ့လိုသတင်းဌာနတွေအများကြီးပေါ်လာကြတာပေါ့နော်ဒီသတင်းဌာနတွေပေါ်လာတဲ့အရန်ပေါ်လာတဲ့အဲ့သတင်းဌာနတွေလည်းအမျိုးမျိုးရှိတယ်ပြည်တွင်းမှာဒီဘယ်လိုပြောလဲဆိုတော့ဒီစက်ကောင်စီဘက်ကနေပြီးတော့ဒီထောင်ထားတဲ့သတင်းမီဒီယာတွေဒီသတင်း channel တွေသူတို့ရဲ့ပြောရင်တော့သူတို့ရဲ့ဒီပြန်ကြားရေးသတင်းဌာနအဲ့ဒီဟာတွေနေပြီးတော့လေအဲ့သုံးတဲ့အားရှိအဲ့တော့အခုဒီဘက်ပြည်ပရောက်နေမှာအဲ့လိုမျိုးပြည်ပရောက်ပြီးတော့နောက်ပိုင်းနေမှာအနာသိမ်းနောက်ပိုင်းမှာပေါ်လာတဲ့မီဒီယာတွေပေါ့နော်အဲ့လိုသတင်းမီဒီယာအဲ့လိုမျိုးသူတို့ကတော့များသောအားဖြင့်သတင်းမီဒီယာတော့ကျွန်တော်တို့ကကြီးတာမကြီးတာဘယ်လိုခွဲခြားလဲဆိုတော့ဒီကျွန်တော်တို့ဒီသတင်းမီဒီယာကြီးတွေကဒီ Facebook တွေပါရမဟုတ်ဘဲနဲ့ TV တွေပါတွေအဲ့လိုမျိုးတွေရှိရပေါ့နော်အများကြီးရှိအဲ့ဒါမျိုးရှိဆိုတော့ဒီဘက်ဒီမိဘဒီပြည်ပရောက်တဲ့ဒီတိကျမီဒီယာကြီးကတော့ဒီလိုခုနပြောသလို hate speech တွေရှိသလိုအဲ့ဒီမှာလုံနေတဲ့သူတွေအကုန်လုံးလည်း hate speech နဲ့ပတ်သက်ပြီးတော့နားလည်ကြတယ်ဒီမှာတိုက်ပွဲသတင်းတွေဆိုရှောင်းရဆောင်ရအတုံးလုံးတွေကစားအဲ့လိုမျိုးကျင်းဝတ်တွေဒီ hate speech နဲ့ပတ်သက်မဖြစ်အောင်လုပ်တယ်ဒါပေမဲ့အခုနောက်ပိုင်းတွေပေါ်လာတဲ့အဲ့လိုမျိုးသတင်းနောက်ပိုင်းမှာပေါ်လာတဲ့ social media မှာ Facebook မှာပဲရှိရဲမှာတခြား channel တွေပါတာမရှိဘူးဒီလိုမျိုးခါရီကကြတော့သူကအဲ့လို hate speech နဲ့ပတ်သက်ပြီးတော့သတ်မှတ်ဒီ guideline တွေလည်းမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့နောက်ပိုင်းတွေမှာကျတော့ကျမတို့သတင်းယူရတဲ့အခါဘယ်လိုရလဲဆိုတော့ဒီများသောအားဖြင့် citizen journalist တွေကနေပြီးယူကြ citizen journalist ဆိုတာသတင်းထောက်အရင် professional မဟုတ်ဘူးသူတို့သတင်းထောက် train ပြီးတော့မှသတင်းဘယ်လိုယူရမလဲဆိုတာ train ထားဆိုတော့သူတို့မှာကျတော့သူတို့ခါတေးကြရင်ပေါ့နော်လူတွေကအများစုကပေါ့အဲ့ဒီသတင်း literacy ဒီသတင်းနဲ့ပတ်သက်ပြီးတော့တိပညာလည်းလိုရတယ်လို့ဒီ hate speech နဲ့ပတ်သက်ပြီးတော့အတိပညာလိုရတယ်လူတိုင်းကလည်း hate speech နဲ့ပတ်သက်ပြီးတော့အရင်ဘိုးတူတိုင်းကျွဲဝါသိနေရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့ကိုယ်တိုင်ကလည်းဒီလိုမျိုးဒီသုံးလုံးနဲ့သူတို့ကြီးရဲ့ data မှာဒါမျိုးမသိဘဲနဲ့သုံးလိုက်တာမျိုးရှိရတယ်ဒါပေမဲ့အဲ့ဒီဟာကိုဒီတင်တဲ့ဒီ page ကကိုင်ရဲ့editor တွေဘာတွေကလည်းအဲ့ဒါကို hate speech မသိဘဲနဲ့ hate ဒီကိုယ့်ရဲ့ဟာဘယ်လောက် impact ရှိရဲဆိုတာလည်းမသိဘဲနဲ့သုံးမိတာလည်းရှိရဲဆိုတော့အခုလက်ရှိကျွန်မတွေ့ရတာတော့ဒါမျိုးလေးတွေတွေ့ရတာပေါ့နော်တကယ်ကိုကျွန်တော်တို့တုန်းကတော့သတင်းသမားလုပ်တယ်ဆိုရင်လည်းကအရန် professional တအားထိန်းတာ trainer hate speech နဲ့ပတ်သက်ပြီးတော့မှ gender နဲ့ပတ်သက်ပြီး human right အကုန်လုံး trainer ဒါပေမဲ့နောက်ပိုင်းတွေကကျတော့သတင်းတောက်တွေကလည်းနောက်ပိုင်းဖြစ်လာတဲ့သတင်းတောက်တွေအဲ့လိုမျိုးအရန်လည်းမ train ခံရဘူး editor တွေကလည်းမရှိလာတော့ဒီ media မှာတော့အများကြီးရှိရပေါ့နော်နောက်ပြီးနောက်ပိုင်းကျတော့ဘယ်လိုထိန်းလဲဆိုတော့ fact check တွေစကားဟာမျိုးနဲ့ထိန်းကြတယ်အဲ့လိုမျိုး fact check တွေဆိုတာကျတော့သတင်းပေးသလိုနဲ့ HP တွေအားလုပ်တဲ့ဟာမျိုးတွေရှိရဲဒီစကားစမီဒီယာ channel မှာဆိုဥမာပစ္စာပေါင်းတို့ဒါငါတို့ဒါဘယ်လိုခေါ်မလဲဘာသာရေးနဲ့ပေါ့နော်ဘာသာရေးနဲ့ဆိုဥမာချင်းလူမျိုးများဆိုတော့ Christian ဒီအဲ့လိုမျိုးနဲ့ပုံးတဲ့အတုံးလုံးတွေပေါ့နောက်ပြီးတော့ဒီဘုံအဲ့လိုမျိုးအတုံးလုံးတွေသူတို့တုံးကြရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါမျိုးကိုကျွန်တော်တို့ကဒီ debate တွေမှာကြာပြီးတော့ fact check တွေနဲ့အဲ့ဒါမျိုးတွေပြန်ပြီးတော့ hate speech တွေမဖြစ်အောင် face ဒါကဒီအရင်တူဖြစ်တယ်လို့ဒါကဒီ hate speech ဖြစ်တယ်ဆိုတာမျိုးတွေတော့ပြန်ပြီးတော့အဲ့လိုမျိုးတွေလောက်တာတွေတော့ရှိရပေါ့နော်ဒါကတော့အခုကျွန်မမြင်ရတဲ့အခြေအနေမှာမြင်ရတဲ့သတင်းတင်ဆက်ပုံသတင်းအခြေအနေသတင်းသမားတွေရဲ့အားတွေသိရတာတွေညှောက်ရပါရှင့်ကဲမကြောက်ဘုထုံးကြီးအတန်ပိတ်ထားတယ် ဟုတ်တယ်အတန်မကြောက် ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆရာမအခုလိုဒီချစ်ပြန်ပေါ့နော်ဆွေးနွေးပေးသွားတဲ့ပုံမှာကျေးဇူးများတင်ပါတယ်ဆိုတော့အခုဆရာစလိုက်တက်ကိုလည်းကျွန်တော်တစ်ချက်လောက်ဆွေးနွေးပေးစီချင်တာလေးရှိပါတယ်အဲ့ဒါကတော့ဒီဆရာအနေနဲ့ဒီဘယ်လိုပြောမလဲဒီခေါင်းဆောင်မှုဒီဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းဒီလူငယ်လှုပ်ရှားမှုတွေကစပါဝင်ခဲ့တယ်လို့လိလာတဲ့သူတူလည်းဖြစ်တာနဲ့ညီဒီညီနိုင်မှုဘိုင်းတွေမှာလည်းအများကြီးတာဝန်ယူဆောင်ရွက်ခဲ့တဲ့သူတူလည်းဖြစ်တာပေါ့နော်ဆိုတော့ပြီးတော့လည်းဒီပြိပခဖြစ်တဲ့မြေပြင်တွေနဲ့လည်းဒီထိစက်နီးစက်တဲ့အနေအထားမျိုးမှာလည်းရှိတဲ့အတွက်ပေါ့နော်ဒီအမုန်းစကားကိုကင်တွေ့တဲ့နေရာမှာပေါ့နော်ဒီခေါင်းဆောင်ကြီးဒီတိုးထိုင်းအထူးသဖြင့်တော့အခုလက်ရှိချိန်နေရပြောရမယ်ဆိုတော့တိုးထိုင်းခေါင်းဆောင်တွေလို့ပဲပြောရမယ်ထင်တယ်ဒီတိုးထိုင်းခေါင်းဆောင်များပေါ့နော်သူတို့အနေနဲ့ဒီမုန်းစကားကိုကင်တွေ့တဲ့နေရာမှာပေါ့နော်ဒီဘယ်လိုမျိုးသူတို့မှာတာဝန်ရှိတယ်လဲပေါ့နော်ပြီးတော့ဘယ်လိုတာဝန်ယူတင်တယ်လဲ
ဆိုတဲ့ဟာလေးကိုတစ်ချက်တော့ဟိုဆရာအနေနဲ့ဒီအချင်းဆွေးနွေးပေးစီချင်ပါတယ်အဲ့ဒါဖြင့်တစ်ဆက်တည်းမှာပဲကျွန်တော်ဆရာဟိုဆက်ပြီးတော့ဆွေးနွေးစီချင်တဲ့ဟာရှိပါတယ်ဟုတ်အချင်းဆိုအဲ့ဒါလေးဆွေးနွေးပေးစီချင်တဲ့ဆရာဟုတ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီအဲ့ဒါပြောမှဆိုလို့ရှိရင်ကျွန်တော်က leadership နဲ့ပြင်ပြီးတော့ leadership ရဲ့ theory အပိုင်းနဲ့ practical အပိုင်းနဲ့အကုန်လုံးရောသမပွေပြီးပြောရမယ်အနေထားမှလည်းရှိတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီဟွာဒီကြတော့ကျွန်တော်သိမပြောတော့ဘူးဆိုတော့အဓိကဒီတော်လှန်ရေးစတဲ့အခါမှာကျွန်တော်တို့ NUG ကတော့ဒီကြောင်ညာတယ်ပေါ့ကျွန်တော်တို့ဖတ်ရတာက collective leadership နဲ့ပြောရမယ်ပေါ့နော်ဆိုပြီးတော့ပထမဦးဆုံးတွေ့ကြတာကိုကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့ဒီ collective leadership ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီရေခံမြေခံအရာတဟစာတမှုမဖြစ်သေးဘူးလို့ကျွန်တော်အမြင်နဲ့ပထမဦးဆုံးပေါ့နော်သုံးသပ်ခြင်းပါအဲ့ဒီမှာဒီအထူးသဖြင့်ဒီရဲဘော်ရဲဘက်ဒီအချင်းချင်းတွေကြားမှာ hate speech ဒီဖြစ်တာကကျွန်တော်တို့စစ်ဖက်ဆိုင်ရာဒီအရာပြောမှဆိုတော့ control and commands အရန်အားနေတယ်လို့ကျွန်တော်တို့သုံးသပ်ခြင်းပါဒီရဲဘော်ချင်းချင်းပေါ့နော်တော်လိုင်းဓမ္မအချင်းချင်းကောင်းဆောင်အချင်းချင်းကြားမှာ hate speech ဒီများတာတော့ control and commands အားနေတာဆိုတော့ control and commands အားကောင်းရင်အခုပြောနေတဲ့လူတွေအကုန်လုံးကျွန်တော်တို့သိနေကြတာပဲเนาะဆိုတော့သူတို့ကိုဘာဖြစ်ဖြစ်မပြောဖို့ကျွန်တော်တို့ control and command system top down system နဲ့ကျွန်တော်တို့ control လုပ်လို့ရတယ်အဲ့ဒါကတစ်ပိုင်းပြန်ကျွန်တော်တို့ဒီ leadership လို့ပြောတဲ့အခါမှာ leadership and philosophy ပြန် leadership and theory leadership and style အဲ့လိုမျိုးပုံစံရှိတယ်အများကြီးရှိတယ်ဆိုတဲ့အခါကျတော့အဓိကဒီနိုင်ငံရေးကောင်းဆောင်များကသူတို့ရဲ့ leadership style နဲ့ role model ပြီးဖို့လိုမယ်လို့ကျွန်တော်ထင်တယ် role model ဥပမာကျွန်တော်တို့ဒီအခု American Donald Trump မှာသူ့ရဲ့ role model ကသူကဘာလဲဆိုတော့ man theory ပုံစံနဲ့သွားတယ်ဆိုတော့ဥပမာသဘောကဒီတခြားနိုင်ငံမှာရှိတဲ့ဒီနိုင်ငံကောင်းဆောင်တွေသူတို့ရဲ့ role model တွေသွားကြတယ်ဆိုတော့အခုတော်လှန်ရေးမှာဦးဆောင်ကမာကထလုပ်တဲ့ခေါင်းဆောင်ကနံပါတ်1ကျွန်တော်ထင်တယ်ဒီ role model ကောင်းတဲ့ခေါင်းဆောင်တွေရှိတယ်ဒါပေမဲ့သူတို့အချင်းချင်းကြားမှာ linking မဖြစ်ဘူးလို့ကျွန်တော်မြင်တယ်ဒီနိုင်ငံကိုဦးဆောင်ကမာကထလုပ်တဲ့အခါမှာသူတို့ရဲ့ဒီ relationship အပိုင်းကအားနေတယ်ပြီးရင်တော့သူတို့လက်အောက်နေတာတွေ control and commands လုပ်တဲ့အပိုင်းအရင်အားနေတယ်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်အမြင်နဲ့တော့ဒီတစ်ဖက်မှာကျွန်တော် propaganda တခုတက်နဲ့ကျွန်တော်တို့တချို့ကိစ္စတွေအသုံးမပြုသင့်ဘူးလို့ကျွန်တော်မြင်တယ် propaganda ဟာလိုအပ်ပေမဲ့များလာဒါကပေးထွက်ဆိုကြဖြစ်လာတယ်လို့ကျွန်တော်မြင်တယ်အဲ့ခါကျတော့ဒီတခါတလေကျွန်တော်တို့ဒီတော်လိုင်းကောင်းဆောင်ကျွန်တော်တို့မှာ what is our common vision so ကျွန်တော်တို့ရဲ့ common vision ရဲ့ flow ကိုတပေါ်ပေါက်နားလည်ဖို့လိုတယ်အဲ့ဒီ flow အတိုင်းကိုယ့်ရဲ့နောက်ပါတီကလည်းပဲလိုက်လာဖို့ဆိုလို့ရှိရင်တော့ဒီ hate speech ဖြစ်စေမဲ့စကားလုံးတွေကိုဒီ flow ထဲမှာမပါလာကျွန်တော်တို့စီမံခန့်ခွဲလို့ရတယ်အဲ့ဒါကဒီထိပ်ပိုင်းကောင်းဆောင်တွေကအဲ့ဒါလုပ်လို့ရတယ်ဘယ်သူပဲပါကဘာပြောတယ်လဲဆိုကျွန်တော်တို့ဒီခေတ်မှာအကုန်လုံးသိကြတာပဲเนาะဆိုတော့အဲ့ဒီအခါကျကျွန်တော်တို့ what is our common goal and what is our common vision for the future Burma ဥပမာဆိုတော့ကျွန်တော်တို့ရဲ့ common vision နဲ့ common goal တွေတေချာအောင်ကောင်းဆောင်နေတာလုပ်ရတယ်ပြီးရင်ဒီ now အဲ့ဒီ flow ကိုတော်လိုင်းလောက်တဲ့လူတွေရောကျွန်တော်တို့ငြိမ်းချမ်းရေးလောက်တဲ့လူတွေရောဒီထဲမှာစီးမျောနိုင်သူတို့ကဆွဲခေါ်နိုင်ရဆိုတော့ဒါကကောင်းဆောင်တရားရဲ့အရေးချင်းဖြစ်တယ်ဆိုတော့ဒီအထူးသဖြင့်ကျွန်တော်တို့ချင်းလူမျိုးတွေမှာလေးပဲဒီအခုကျွန်တော်တို့တနိုင်ငံလုံးမှာကျွန်တော်တို့မှာ share value မရှိ share identity မရှိဘူး share role share equitable development မရှိခဲ့
ဆိုတော့အဲ့ဒါကအရင်ကမဖြစ်ခဲ့တဲ့ဟာအခုဒီတော်လိုင်းနောက်ပိုင်းမှာ collective leadership နဲ့ကျွန်တော်တို့သွားတယ်လို့ပြောတယ်ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ collective leadership နားလည်မှုကနည်းနည်းလေးဒီထိရောက်မှုမရှိသေးဘူးလို့ကျွန်တော်တို့မြင်တယ်အဲ့ဒီအတွက်ကြောင့်ဒီအမုန်းစကားဒီဟာအမုန်းစကားပြောတဲ့ဥပမာရဲဘော်တယောက် online ပေါ်မှာတက်လာရင်တော့ဥပမာတက်စုမှုကပြောရင်တော့တရင်မှုကသူ့ကိုဆဲရတရင်မှုပြောတဲ့အကိုဥပမာတက်မှမှုကတန်းဆဲရအခုကဒီတိုင်းဟိုဘက်ကလည်းပြောဒီဘက်ကလည်းဘယ်သူကမှလည်းမထိန်တဲ့အခါကျတော့ဘာမဆိုပြောချင်တယ်လို့ပြောလှုပ်ချင်တယ်လို့လှုပ်ရတဲ့လှုပ်ရတဲ့အနေအထားအခုရောက်နေဒါကကျွန်တော်တို့ဘယ်သူကမှအကျိုးမပြုတဲ့ဒီလှုပ်ရလို့ကျွန်တော်တော့မြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ဟိုကျေးဇူးများတင်ပါတယ်ဆရာဆက်လက် thank you ဟုတ်ကဲ့ဒီဒါတော့ဘာဖြစ်ကျွန်တော်တို့ဒီဆွေးနွေးမှုကတော့ဒါပေပုတ်ကိုပဲကောင်းဆောင်ဆိုတဲ့ဟာမျိုးရေလို့မဟုတ်ပဲနဲ့ဒါဒီမုံစကားနဲ့ဒီတာဝန်ရှိတဲ့သူတွေအဓိကတာဝန်ကောင်းဆောင်တွေပေါ့နော်ဒါကျွန်တော်တို့လည်းဘာပဲဖြစ်ဖြစ်ဒီထည့်သွင်းစဉ်းစားတဲ့ဟာတွေပြင်ဒီကျွန်တော်တို့ဒီ comment အောက်မှာဒါလုပ်နေတဲ့ရဲဘော်တွေအနေနဲ့တော့လည်းကောင်းပေါ့နော်ဒါဒီကျွန်တော်တို့ဒီမုံစကားကိုကျွန်တော်တို့နိုင်ဆုံး show ချရေးဆိုတဲ့ကိစ္စလိုမျိုးတွေမှာအဲ့ဒါမျိုးတွေကိုတတိထားစရာတတိချက်စရာဒီအနေနဲ့ပြန်ပြီးတော့ဒီဖြစ်မဲ့တော့ယုံကြည်ပါတယ်ဒီ highlight ပြန်လုပ်ပြီးတဲ့ပုံမှာလည်းဆရာအတိုင်း thank you ကျေးဇူးအများကြီးတင်ပါတယ် so ဟိုကျွန်တော်ပြင်ပါပဲဒီဆရာ thank you အလှည့်ကျွန်တော်တစ်ချက်တော့ပြန်သွားပါမယ်အခုဟိုဆရာမရွှေယူကျွန်တော်တခုလေးထပ်ပြီးတော့ဆွေးနွေးပြစီချင်တဲ့ဟာလေးရှိပါတယ်အဲ့ဒါတော့ဒီဆရာမကဒီ media development နဲ့ပေါ့နော်ဒီ research နဲ့ပြင်ပါလဲလောက်ကင်ခဲ့တဲ့သူတူအနေနဲ့ပေါ့နော်တရားတွေ့ကြုံလည်းရှိတဲ့သူတူအနေနဲ့ဒီမြန်မာနိုင်ငံမှာဒီအာဏာသိမ်းမှုနောက်ပိုင်းကိုပေါ့နော်အဓိကတော့အာဏာသိမ်းမှုနောက်ပိုင်းကိုပဲပို့ပြီးတော့ focus ထားပြီးတော့မြင်မြန်ချင်တယ်အဲ့ဒါမှာဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာဒီလူမှုကွန်ရက်ပေါ်ကဒီအမုန်းစကားတွေဟာပေါ့နော်ဘယ်လိုရည်ရွယ်ချက်ရှိနဲ့စနစ်တကျဖြန့်ဝေတဲ့ဟာမျိုးပေါ့နော်ဒါကတော့ဘယ်အုပ်စုရေလို့ကျွန်တော်ဆိုလိုတာလိုမျိုးတော့ကျွန်တော်မဟုတ်ပါဘူးဆိုတော့ဒါပေမဲ့ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ့နော်လူမှုကွန်ရက်ပေါ်မှာဒီအမုန်းစကားတွေကဘယ်လိုရည်ချက်ရှိစနစ်တကျဖြန့်ဝေတဲ့ပုံစံမျိုးတွေရှိလာလဲဆိုတဲ့ဟာလေးဆရာမတစ်ချက်တော့ဆရာမရဲ့အမြင်သုံးသက်ချက်လေးပေါ့နော်အဲ့ဒီဟာလေးတစ်ချက်တော့ဆွေးနွေးတဲ့ဟာလေးနားတော့ချင်ပါတယ်ဆရာမဟုတ် ဟုတ်ကဲ့ရှင်အာနာသိမီးရဲ့နောက်ပိုင်းမှာဒါကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီဒီစစ်ကောင်စီဘက်ကလည်းသူကဟိုလူတွေကိုစီယုံချင်တာမျိုးတွေနောက်တစ်ခုကကျတော့ဟိုဒီလိဘက်ခိုင်ဖြစ်စေချင်တာမျိုးတွေနောက်တစ်ခုကဘာသာရေးနဲ့ပတ်သက်ပြီးတော့မိုင်းတိုက်တာတွေလူမျိုးရေးနဲ့ပတ်သက်ပြီးတော့မိုင်းတိုက်တာတွေကအများကြီးပေါ့နော်ဖြစ်လာတယ်သူတို့ကကြတော့သူတို့ရဲ့ဒီဌာနတွေသတင်းဌာနတွေသူတို့သုံးပြီးတဲ့ channel တွေကကြတော့သူကဒီစကလုံးတွေအစပေါ့နော်ဟိုသူတို့အဲ့လိုမျိုးဒီစကလုံးတွေအစဒီဟိုဘာသာရေးဟိုအຫນွေတဲ့ဟာမျိုးအဲ့လိုလူမျိုးရေးနဲ့ຫນွေတာကိုပို့ပြီးတော့သူတို့ကသုံးတယ်ပေါ့နော်သုံးတဲ့အခါကျတော့အခုကနောက်တော့သူတို့အဲ့လိုမျိုးသူတို့တရားဝင် channel တွေပေါ့နော်ဒီစကားစဒီလက်အောက်ခံဒီသတင်းဌာနတွေဒီမြောက်ပြည်ဒီ MRTV တွေကနေဒီဟိုပါပေါ့သတင်းသုံးဒါပေမဲ့သူကအဲ့လိုမျိုးကြတော့လူတွေကနောက်ပိုင်းကျတော့အဲ့လို social media ပေါ်များလာတဲ့ခါကျတော့သူကအဲ့လို channel တွေတရားဝင် channel တွေဟိုမကဘူးပေါ့နော်သူတို့ကဒီအဲ့လိုမျိုးဒီဟို page 2တွေနောက်သူတို့လူတွေပေါ့နော်အဲ့လိုတမင်တက်ကိုဒီ social media မှာဒီအမုန်းစကားတွေကိုဖြန့်ဖို့ဆိုပြီးတော့ရည်ရွယ်ချက်တွေ strategy ကြတွေကိုသူတို့ကဟိုတိုက်ခိုက်ဖို့အတွက်ကိုဆိုပြီးတော့သူတို့ကအဲ့လိုမျိုးပို့ပြီးတော့ဟိုလှုပ်လာတယ်အဲ့ဒါမျိုးတွေလှုပ်လာတယ်အဲ့ဒါတွေကြောင့်လည်းပြိပခါရေဥပမာတစ်ခါလေကြာတချို့သတင်းတွေဖုံးစီခြင်းတဲ့ဟာမျိုးတွေရှိရဲဥပမာတိုက်ပွဲဖြစ်နေတယ်ဘုံကျဲလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာသူတို့ကဒီလူမျိုးဒီဘာသာရေးအကြောင်းပြလိုက်မယ်ဒီလူမျိုးရေးအကြောင်းပြလိုက်မယ်ဆိုပြီးတော့အဲ့လိုသတင်းတွေဖုံးပြတာမျိုးပေါ့နော်ဒါပေမဲ့တကယ်အဲ့လိုမျိုးဖုတ်တာမျိုးရှိရဲနောက်တစ်ခါလည်းသူတို့ကနောက်ပိုင်းကျတော့အဲ့လို Telegram channel တွေကနေ group တွေဖွဲ့ပြီးတော့လေအဲ့လိုမျိုးတွေလောက်တာမျိုးတွေလည်းရှိနောက်ဒီ fake account တွေကနေပြီးတော့လေလောက်တာမျိုးတွေရှိတာပေါ့ဒါကသူတို့ဒီရွေချက်ရှိဖြန့်ဝေရရှိနောက်တစ်ခုကလည်းဒီဘက်ဒီဒေါ်လာရေးဘက်မှာလည်းပေါ့နော်ဒေါ်လာရေးဘက်မှာလည်းဟိုဘယ်လိုခေါ်မလဲသူတို့ကကြတော့လေဒေါ်လာရေးမှာလည်းသူတို့ကအဲ့လိုကိုယ်ပိုင်မီဒီယာတွေသူတို့ရဲ့ဒီပြောရင်တော့သတင်းထုတ်ပြန်တဲ့ဌာနတွေဘာတွေရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့သူကဘယ်လိုဖြစ်လဲဆိုတော့
လူငယ်တွေမှာခါလေကြာရင်စိတ်ခံစားချက်တွေပါသွားတတ်တယ်ပေါ့နော်ပါသွားတတ်တယ်အဲ့လိုခါကြတော့သူတို့ကဒီဘယ်လိုခေါ်မလဲအရန်သူတို့ရဲ့ဒီစကားလုံးတွေသူတို့ကနေသုံးလိုက်တဲ့ပုံစံမျိုးတွေကမတိတော့ပဲလာတော့ခံစားချက်တွေပါလာအဲ့လိုမျိုးတွေနဲ့ပဲဘယ်လိုအမုန်းစကားတွေဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတာမျိုးတွေလည်းရှိတယ်ဒါအဲ့ဒီကနေပြောကျမတို့ဒီတချို့ဒီဘိုင်ယောမီဒီယာတွေကကျွန်တော်ဒါဒီစကလုံးတွေကိုသူကတရိုက်ယူသုံးနေကြကြတယ်အဲ့ဒီမှာလည်းမီဒီယာတွေမှာလည်းအဲ့ဒါတွေပါသွားတာမျိုးတွေတွေ့ရတယ်ပေါ့ပြန်သုံးကြတာပေါ့ဆိုအဲ့လိုမျိုးနဲ့ပါအမုန်းစကားတွေကအဲ့လိုမျိုးလေပတ်ကြတာပေါ့နော်လေပတ်ကြပြီးတော့ဒါကတော့ဒီလိုကနေပြီးတော့အဲ့ဒါကိုနားထောင်တဲ့ပရိသတ်တွေကလည်းဒီဟာကိုလက်ခံသွားတယ်လက်ခံသွားတယ်ဥပမာဒီတက္ကသကိုထောက်ခံတဲ့ဒီပရိသတ်တွေကြတော့လဲဒါကြီးဟုတ်တယ်ဆိုပြီးတော့ဒါဘယ်လိုကောမလဲbrain wash ဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဒီဘက်တော်လိုင်းရေးဘက်ကနေလုံနေတဲ့လူတွေကြတော့လဲထောက်ခံတဲ့သူကြလဲဒါကြီးကဟုတ်တယ်ဆိုပြီးတော့ပဲဖြစ်သွားအဲ့ခါကျတော့ဘာလို့ brain wash ဖြစ်သွားပြီပို့ပြီးတော့ဒီတိုက်ခိုက်မှုတွေမြေပြင်ကလူတွေကပို့ပြီးတော့ခံရတာပေါ့နော် brief ခါတွေပို့ဖြစ်လာတယ်အဲ့ဒါမျိုးတွေပြန်ဖြစ်လာတယ်ဆိုတာဟုတ်ဒါတော့ကျွန်မတွေ့ရှိတဲ့ဟာမျိုးပေါ့နော်မုန်းစကားတွေဘယ်လိုပြန်ပွားနေရဆိုတဲ့ပုံစံပါရှင့် ဟုတ်ကဲ့ဆရာမကျေးဇူးများတင်ပါတယ်အခုဒါတော်တော်လေးအထူးသဖြင့်ဒီ brain wash လုပ်တဲ့ကိစ္စဒီကြပြသူတို့လုပ်လာတဲ့ဟာပေါ်မှာဒီတော် impact ဖြစ်တဲ့ဟာလေးဒီပေါ့နော်တော်တော်အန်ဒရများပါတယ်ဆရာမအနေနဲ့အခုဒီဘယ်လိုမျိုးပုံစံနေနဲ့ပဲဖွဲ့စည်းရပဲအုပ်စုတွေဘယ်လိုလုပ်နေလဲဆိုတဲ့ဟာမျိုးကိုအခုဆရာမအနေနဲ့ဒီတွေ့မြင်တဲ့ဟာတွေပေါ့နော်ဒီဆွေးနွေးပေးသွားတဲ့ဟိုမှာကျေးဇူးများတင်ပါတယ်ဆရာမဟုတ်တော့အခုဆရာစလန် thank you တခုထပ်ပြီးတော့လည်းဒီ impact ပေါ့နော်ချိုးတဲ့ရောက်မှုဒီမုံစကနေပတ်သက်ပြီးတော့ကြည့်ပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့ဒီဆွေးနွေးစီရှင်နဲ့အဲ့ဒါအဓိကပါဆွေးနွေးစီရှင်လဲဆိုတော့ဆရာအနေနဲ့ဒီပရိပခဖြစ်ပွားရာဒီမြေပြင်နဲ့နီးစပ်တဲ့အနေနဲ့နီးစပ်တဲ့လူဒါမှမဟုတ်လေဒီလူငယ်များဆိုနဲ့ဒီနီးစပ်ခဲ့တဲ့သူတယောက်အနေနဲ့ပေါ့နော်ဒီအမုံစကားကြရက်ကဒီဘယ်လိုမျိုးလူတွေပေါ့နော်ဘယ်လိုမျိုးလူတွေကိုအဓိကထိခိုက်စေတယ်လဲပေါ့နော်ပြီးသူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာဘဝတွေကိုဘယ်လိုပြင်းပြထန်ရက်ခတ်မှုတွေပေါ့နော်ရက်ခတ်မှုတွေဘယ်လိုရှိနေလဲဆိုတဲ့ဟာလေးတစ်ချက်လောက်သိချင်ပါတယ်အဲ့ဒီမှာအဓိက focus နေနဲ့ပြောပေးစီချင်တာတော့အခုကျမကြီးနဲ့ပညာရေးကဏ္ဍဒီမှာလည်းတော်တော်များများဒီမုံစကားရဲ့ဒီကြက်ပေါ့နော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒါမှမဟုတ်လည်းဒီခွဲခြားခံရတဲ့အနေအထားမျိုးတွေဆိုတဲ့ဟာမျိုးတွေအများကြီးကြက်ရိုက်တဲ့ဟာမျိုးတွေဒါမျိုးတွေရှိတယ်အဲ့ဒါမျိုးတော်တော်များကြားရတယ်တွေ့ရတယ်ဆိုတွေ့ရတဲ့အတွက်ပေါ့နော်စနေနဲ့အဲ့ဒါပတ်သက်ပြီးတော့ဒီတစ်ချက်လောက်ဆွေးနွေးပြီးစီချင်ပါတယ်ဟုတ်ကဲ့ဒီအမောင်းစကားရဲ့ကြက်ကြတော့တော်တော်လေးအခုကျွန်တော်တို့ဒီအညာဒေသနဲ့ကျွန်တော်တို့ချင်းပြည်နယ်ရခိုင်ပြည်နယ်တို့တချို့ကချင်ပြည်နယ်နဲ့တချို့ရှမ်းပြည်နယ်တို့မှာတော့လက်ဆက်ခံစားရမှာလို့ကျွန်တော်မြင်ရောက်နေတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒီချင်းပြည်နယ်မှာတော့မြေပြင်မှာဘာတွေဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်အမောင်းစကားရဲ့ကြက်ရက်ခန့်မှုကြောင့်တချို့တရွာနဲ့တရွာတောင်မှတွားလို့မရဘူးពេលနောက်တစ်ခုကကိုနဲ့တကယ်ရင်းနှီးခဲ့တဲ့မိတ်ဆွေတငယ်ချင်းနဲ့အတူတူစားခဲ့တယ်တောက်ခဲ့တယ်အတူတူအိတ်ခဲ့တယ်အဲ့ဒီလိုမျိုးလူတွေတောင်မှသူ့အုပ်စုကိုအုပ်စုပုံစံဖြစ်လာတဲ့အခါကျတော့တယောက်နဲ့တယောက်စကားပြောလို့လည်းမရဘူးပြီးရင်တော့ပညာရေးပိုင်းမှာလည်းပဲသူတို့ဒီအုပ်စုမှာမပါတဲ့အတွက်ကြောင့်မပေးတာတော့ဟိုအုပ်စုမှာမပါတဲ့အတွက်ကြောင့်မပေးတာတော့NGO လုပ်ငန်းတွေမှာလည်းခွဲခြားဆက်ဆံမှုတွေအဖြစ်ဖြစ်လာတချို့ဆိုလို့ရှိရင်တော့ဒီခက်ဖြားယောဂပြင်တခြားတိဒတွေမှာဒီကာလဝန်းပြည့်ယောဂတွေဖြစ်တဲ့နေရာဆိုဘယ်လောက်အထိဆိုးကျိုးတက်ရောက်တယ်လဲဆိုတော့ဟိုဘက်မှာသွားမယ်ဒါပေမဲ့ဒီဘက်ကအဲ့ဒီ hate speech ကြောင့်တို့ကလမ်းပိတ်တဲ့အတွက်ကြောင့်အချိန်မသွားနိုင်ဘူးဆေးမကုနိုင်အဲ့ဒီအတွက်ကြောင့်အသက်ရှုံးရတဲ့ပုဂ္ဂိုလ်တွေမင်းဒတ်မတူပြီဘလဲဝကန်ဘလဲမြုံနေတယ်အရင်များကျွန်တော်တို့မတူပြီမြုံနေမှာလည်းများတယ်
မင်းတပ်မြို့နယ်မှာလည်းအဲ့လိုမျိုးလိုဟာရှိတယ်လို့တင်ကြားတယ်အထူးသဖြင့်မင်းတပ်ကလည်းဒီဖက်ဒီအိန္ဒိယဖက်တယ်လာတဲ့အခါမှာအဲ့လိုမျိုးဟာတွေကြုံခဲ့ပါတယ်ဆိုတော့အဲ့ဒီ hate speech ဆိုတဲ့စကားလုံးအမုန်းစကားဆိုတဲ့စကားလုံးကတူတူလေးပဲဒါပေမဲ့အဲ့ဒီအမုန်းစကားဆိုတဲ့တူတူလေးစကားတစ်ခုကြောင့်ဒီကနေ့အသက်ပေါင်းများစွာမြေပြင်မှာလူတွေပေးဆပ်နေရတယ်ပြီးတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးတဲ့ဒီကောင်းစဉ်က sustainable peace ပေါ့နော်ကောင်းစဉ်ဖြစ်တယ်မြန်မာလိုတော့ဒီကျွန်တော်ညံမိတလောက်ပါတာပြန်လို့ရှင်တော့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးလို့ကျွန်တော်အလွယ်တကူပါတာပြန်ဆိုတော့တကယ်ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကျွန်တော်တို့ရဖို့အတွက်ဘာလို့လဲ beloved community လို့ခေါ်ချစ်စရာအလွန်ကောင်းတဲ့လူမှုအတိုင်းဝန်ကျွန်တော်တို့တည်ဆောက်ဖို့ပြီးရင် peace community ငြိမ်းချမ်းသာယာဝပြောတဲ့အတိုင်းဝန်ကိုကျွန်တော်တို့တည်ဆောက်ဖို့ကျွန်တော်တို့လိုချင်တဲ့အရာလည်းပဲအဲ့ဒီအရာကိုတည်ဆောက်ဖို့ပဲအခုကျွန်တော်အနေနဲ့တော့တော်လှန်ရေးလုပ်ကြတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့မြေပြင်မှာဘလောက်အထိတော့ဟိုမျိုးနွယ်စုကဒီဖက်မလာရဘူးဒီမျိုးနွယ်စုကဟိုဖက်မသွားရဘူးဆိုတော့လူသားဝါဒတော်မှာမြေပြင်မှာပျောက်ဆုံးနေတဲ့အနေအထားမှာရှိကျွန်တော်ကဒီဟိုအာဖရိကငြိမ်းချမ်းရေးပညာရှင်ပြောတဲ့စကားတစ်လုံးငှားပြီးပြောရမယ်ဆိုလို့ရှင်တော့ community as being human is to life in webs of relationship ဆိုလိုချင်တာကပင့်ကိုမြင်တစ်ခုဖြစ်လာဖို့ရအတွက်အဲ့ဒီပင့်ကိုမြင်တဲ့တို့မှာအချိတ်ဆက်တွေများကြီးရှိကျွန်တော်တို့ချင်းဆိုတဲ့အမည်နာမတစ်ခုအောက်မှာမစည်းလုံးနိုင်ဘူးမညီညွတ်နိုင်ဘူးချင်းမဲ့အဲ့ဒီချင်းအုပ်ချုပ်တဲ့နေရာမှာသွားလို့မရဘူးအဲ့ဒါဘာကြောင့်လဲ hate speech အမုန်းစကားကြောင့်ဖြစ်တယ်အဲ့ဒီအမုန်းစကားတွေအတိကမြေပြင်မှာအခုခံနေရတဲ့အမုန်းစကားတွေစတဲ့သူကဘယ်ကနေစတာအမေရိကနဲ့စမလေးရှားကနေစတောင်ကိုရီးယားကနေစသူတို့အမျိုးတွေကိုဒီ hate speech အမုန်းစကားဖြစ်လာအောင်မရမကတိုက်တွန်းတဲ့လူတွေလည်းရှိတယ်ကျွန်တော်မြေပြင်သွားတယ်ဒီနေ့သွားဆွေးနွေးတဲ့နေရာတခုကျွန်တော်ငြိမ်းချမ်းရေးတင်တန်းပေးဖို့သွားဒီနေ့ဆွေးနွေးတဲ့အဆင်ပြေတယ်နောက်မနေ့ကျတော့အမေရိကန်ကငါတို့အမျိုးအကန်ကွက်လို့လုပ်လို့မရဘူးဒါကလက်တွေ့ကြောင့်ငြိမ်းချမ်းရေးလုပ်ဖို့တောင်မှငြိမ်းချမ်းရေးတင်တန်းပေးဖို့တောင်မှအခက်အခဲရှိပြီဆိုလို့ပြန်တော့အင်မတန်မှယိုယွင်းပျက်စီးနေတဲ့အတိုက်အဝန်းကိုကျွန်တော်တို့အဲ့ဒီအတိုက်အဝန်းအဆင့်ရောက်ပြီလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါကဘာကြောင့် hate speech ကြောင့်ကလေးတွေအခုပညာသင်လို့မရဘူးလွတ်လွတ်လပ်လပ်စေကူဖို့သွားလာလို့မရဘူးပြီးရင်တော့ကျမ်းမာရေးစောင့်ရှောက်မှုတွေဒီဖက်ကနေပြီးတော့မှလွတ်လွတ်လပ်လပ်သွားပေးခြင်းတွေသူတို့သွားလို့မရအဲ့ဒါဘာကြောင့်ဒီ hate speech ကြောင့်ဒီရဲ့ကြရခန့်မှုကမြေပြင်မှာဖြစ်နိုင်လို့ကျွန်တော်ခုတည်င်းဖြတ်နေတဲ့နိုင်ငံတကာမှာရှိတဲ့ကျွန်တော်တို့ချင်းတွေရောကျွန်တော်တို့မြန်မာနိုင်ငံသားတွေရောမတူပီမလာပြီးမြေပြင်မှာကြည့်စေခြင်းတယ်အင်မတန်မှဝန်နေဖို့ကောင်းတယ်ကျွန်တော်မြေပြင်သွားတာခဏခဏငိုရတယ်ယောက်ျားလေးဖြစ်တန်လက်နဲ့ကျွန်တော်ငိုရတယ်ဘာကြောင့်လဲအဲ့ဒီအမုန်းစကားတွေကြောင့်ဆေးမကုနိုင်လို့တည်တဲ့လူတွေအများကြီးခုတလောတော့မှကျွန်တော်တို့ဒီကျွန်တော်နဲ့နေဆက်တဲ့ရွာမှာယောက်ျားလေးနှစ်ယောက်ဆုံးတယ်သူကဆေးသွားကုချင်တာတစ်ဖက်ကပိတ်ပင်ပြီးတော့သွားလို့မရဘူးဆိုအဲ့ဒီလူကအဲ့ဒီလူငယ်လေးနှစ်ယောက်ကဖျားနေဆောင်ပါဆိုဒါကတကယ်လောလောလတ်လတ်ရိုက်ခန့်မှုတွေအဲ့လိုရှိတယ်လို့ကျွန်တော်တို့ဆွေးနွေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာအခုလက်ရှိကြုံတွေ့ရတဲ့ဒီအတွေ့အကြုံနဲ့ပေါ့နော်ဒီဆက်ပြီးတော့ဒီပြိုးပြတဲ့ပုံမှာကျေးဇူးများတင်ပါတယ်ဆရာခုနပြောသွားတဲ့အားထဲမှာကျွန်တော်နည်းနည်းထပ်ပြီးတော့ဖြည့်ဆွတ်ပြီးတော့နည်းနည်းမေးချင်တာလေးရှိပါတယ်ဆရာကအခုမုံစကားကြောင့်ဒီကြက်ရိုက်မှုပေါ့နော်မြေပြင်ပေါ်မှာဒီကြက်ရိုက်မှုတွေကတော်တော်များများကြုံရတဲ့ဟာမျိုးတွေတကယ်ဒါဖြစ်နေတဲ့ဟာမျိုးတွေဆရာခုနဆွေးနွေးသွားတယ်ပေါ့နော်ဆိုတော့
ဘယ်လိုမျိုးပုံစံတွေအမုန်းစကားပြန့်နေဟာအဲ့လိုကြရက်ရိုက်မှုတွေဖြစ်တာလဲပေါ့နော်ဆိုတော့အဲ့ဒါတစ်ချက်လေးနည်းနည်းအားလုံးတော့ပေါ့နော်ဒီရှင်းရှင်းလင်းလင်းလေးဖြစ်တော့အောင်ဆွေးနွေးပေးရှင်ပါတယ်ဥမာတစ်ဖွဲ့နဲ့တစ်ဖွဲ့ရဲ့ဒီပုတ်ခတ်မှုတွေပုံစံမျိုးနဲ့လားဒါမှမဟုတ်ဒီအချင်းချင်းဖြစ်တဲ့နဲ့ဘယ်လိုမျိုးပုံစံတွေပြင်ဘယ်ကနေလာတဲ့ကြရက်ရိုက်မှုတွေလဲပေါ့နော်အဓိကပေဖက်ကနေလာတဲ့ဟာတွေကဒီမြေပြင်ကိုတော့ပြီးကြရက်ရိုက်တာလဲဆိုတဲ့ဟာလေးရဲ့ဘယ်လိုပုံစံမျိုးတွေလဲဆိုတဲ့ဟာတစ်ချက်တော့ဆရာအဆက်အနေနဲ့နည်းနည်းထပ်ရှင်းပြစီရှင်နေဆရာဟုတ် ဟုတ်ကဲ့ကျေးဇူးတင်တယ်အဓိကတော့ထင်တာမြင်တာအောင်ပြောရမှာဆိုလို့ရှိရင်အဓိက CPCC ကြားမှာအမုန်းပွားစကားတွေပြောချင်းအဖြစ် CC ကဟိုဘက်တွားလို့မရဘူး CP အုပ်စုကဒီဘက်တွားလို့မရဘူးကျွန်တော်မတူပီမှာဆိုလို့ရှိရင်တော့ကြားထဲမှာတားထားဆိုတော့တစ်ဆက်သေးနဲ့ကျွန်တော်ဆက်ပြောချင်တာကအဲ့ဒီထဲမှာဘာရှိတယ်လဲဆိုအရင်တော့ကအာနာမသိခင်တော့က we are one in chin လို့ကျွန်တော်အောက်ခဲ့တဲ့လူကြီးသူတို့ကိုနိုင်ကအခုနေပြင်မှာ we are one in 7 ပုံစံအလုပ်လုပ်တာကိုတွေ့ရတယ်ဆိုတော့ဒါကလုံးဝအလားအလာမကောင်းဘူး invisible hand ရှိတယ်တချို့ဟာတွေကကျွန်တော်တိတိပပတိတိကျကျပြောဖို့အရင်ခက်ခဲတယ် invisible hand ဆိုတော့မမြင်ရဘူးဒါပေမဲ့တော်တော်လေးကိုဆိုးပါတယ်အနေထားမှာရှိဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးမိုက်တင်ပါတယ်ဆရာခုလိုဒီကော့ကကွန်းကွင်းလိုပဲပြောရမလားပေါ့နော်ဒီအုပ်စုခွဲဒီကွဲတဲ့ပုံမှန်ချိန်ခံပြီးတော့ဒီဟာဖြစ်လာတဲ့ဟာရဲ့ကြက်ဆိုတဲ့ဟာမျိုးတွေဒါအဲ့ဒါကိုဆရာနဲ့ highlight ပြန်လုပ်ပြီးတဲ့ပုံမှာကျေးဇူးမိုက်တင်ပါတယ်ဒါလည်းဆရာပြောတာထက်တော့မှအချင်းနေဆိုရွာတဲ့အနေထားမျိုးလည်းဖြစ်ကောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီတွေ့ရကြားရမြင်ရတဲ့ဟာတွေမှာဆိုရင်ဆိုတော့အခုလိုမျိုးဆရာအနေနဲ့ဒီဘာဖြစ် highlight ပြန်လုပ်ပြီးတဲ့ပုံမှာကျေးဇူးအများကြီးတင်ပါတယ်အခုအစမရွှေကြီးကိုကျွန်တော်နည်းနည်းဆရာမဆွေးနွေးသွားတဲ့ဟာထဲမှာလည်းတချို့ဟာလေးတွေဒီ mention လုပ်ပြီးတော့ပြောသွားတဲ့ဟာထဲမှာလည်းပါပါတယ်ဒီမှာနည်းနည်းမိခွန်းလေးနဲ့တီးကြလေးကျွန်တော်မေးဆွေးနွေးပေးစီရှင်တာလေးရှိပါတယ်ဒီနောက်ထောင်လေးသူတို့ရဲ့အတွက်နေလည်းနည်းနည်းပေါ်လက်ရှိအခြေအနေပုံမှာသူတို့ဒီကော့ကွန်းကွင်းတုံးသက်လို့ရအောင်အတွက်ပေါ့နော်ဒီ message ပေးဖို့ပေါ့တော့နော်ကျွန်တော်မေးဆရာမကိုဆွေးနွေးစီရှင်တာကဒီမတိမတာဒီအမုန်းစကားကဒီတချို့ကကြတော့ဒီတိုက်ရိုက်စံတဲ့ဟာပြီးရင်တိုက်ရိုက်အသုံးနှုံးတွေအကြောင်းပေါ့နော်ဒီတိတာထင်ရှားတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့ဒါပေမဲ့တချို့ဟာတွေကြတော့ဒီမတိမတာ technique မတိမတာနီးစနစ်တွေနဲ့ဒီစကားလုံးအရာတော့လကောင်ပုံနဲ့တော့လကောင်ဒါမှမဟုတ်တဲ့ဗီဒီယိုကလစ်တွေနဲ့လည်းဖြစ်မလားပေါ့နော်နီးမျိုးစုံနဲ့ပေါ့နော်ဒီမတိမတာဒီလူတွေကြားထဲမှာဒီပြန့်ပွားမှုပေါ့နော်အထူးသဖြင့်ဒေါ်လာရေးချင်းကြားမှာဒီမတိမတာဒီဖြန့်ဝေတဲ့ဒီမုန်းစကားတွေပေါ့နော်ဥမာတယောတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ဝါရဖြန့်တဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်ပေါ့နော်ဆင်မအနေနဲ့ဘယ်လိုမျိုးတတိထားမိတယ်လဲပေါ့နော်အဲ့ဒီဟာကဒီပြည်သူတွေပုံမှာဘယ်လိုမျိုးရိုက်နေတယ်လို့ဆင်မအနေနဲ့သုံးသပ်မိလည်းမသိဘူးเนาะဆင်မအဲ့ဒါလေးဆွေးနွေးပြီးစီချင်ပါတယ်ဟုတ်ဟုတ်ကဲ့ဟိုပါပေါ့နော်အဓိကသူတို့ကအချင်းချင်းဒီဒေါ်လာရေးလောက်တဲ့သူအချင်းချင်းဒီကြားထဲမှာလဲလို့စကားလုံးတွေကြောင့်လဲဟိုပြိပခါတွေဖြစ်တာပေါ့နော်ဟိုဝေဖန်ထားတယ်ဒါပေမဲ့ဝေဖန်တဲ့အခါမှာကျတော့ဟိုပြူသဘောမျိုးမဟုတ်ဘဲနဲ့ဒီလိုအမုန်းစကားလိုမျိုးစံမျိုးတွေလူမျိုးရေးရပေါ့တိုက်ခိုက်ပြီးတော့ဟိုပြောတာမျိုးတွေလည်းရှိတယ်အမှတော်လိုင်းလောက်တဲ့သူချင်းချင်းပေါ့နော်ဒါဟိုမာလူမျိုးပါဝင်ပေါ့နော်ရခိုင်ရှိမယ်ရှမ်းရှိမယ်ဒီစစ်လူမျိုးတွေရှိမယ်ဒါပေမဲ့အဲ့လိုအချင်းချင်းပဲဒီချင်းတော်လိုင်းကောင်းဆောင်တော်လိုင်းဘက်ကသူတွေကဒီလိုပြောတယ်ရခိုင်ဘက်ကဒီလိုပြောတယ်ဆိုပြီးတော့ဒါအချင်းချင်းလဲဟိုပြောရင်းနဲ့လူမျိုးရေးတွေလည်းပါကုန်တယ်ဘာသာရေးတွေလည်းပါကုန်တယ်ဒါမျိုးကြီးလည်းရှိလာတာပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းရှိရဲဒါပေမဲ့အဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီအောက်မှာလဲဒီကမီဒီယာတွေအောက်မှာလဲသူတို့တွေကဥပမာစကားစဘက်ကလူတွေကလည်းလာပြီးတော့လေဟို comment နေထားပြီးတော့ပေးထားတယ်ဟိုဘယ်လိုခေါ်မလဲဟိုပေးထားတယ်သူတို့ကစောင့်ကြည့်ပြီးတော့ဟိုတမင်တက်ကို
တော်လှန်ရေးလုပ်တဲ့သူချင်းချင်းပဲဖြစ်အောင်လို့ဆိုပြီးတော့ပြောတဲ့အားလုံးတွေလည်းတွေ့ရတာပေါ့နော်မီဒီယာတွေအောက်မှာလည်းအဲ့လို comment တွေလာပေးရပြောချင်တာကကျတော့သူတို့တွေကလည်းတိတိတတ်တာကြီးကိုဟိုဘက်ကပေါ့ဟို cloud ဆန်တာပေါ့နော်ပို့ပြီးတော့ဒီကိစ္စတွေပြီးလာအောင် cloud ဝင်ခံတဲ့သူကရှိတယ်အဲ့လိုလူတွေကလည်းအဲ့လို snip သားနဲ့ကိုပေါ့နော် train ထားတယ်အဲ့ဒါသူတို့ကလည်းတမင်သက်တားကန်တဲ့ဒီလူတွေတချို့ဆိုပတ်စံပေးပြီးတော့ကျွန်တော်သိသလောက်တော့ပတ်စံပေးပြီးတော့ဒီ social media ကိုစောင့်ကြည့်တယ်အဲ့ social media အောက်ကရင်းနေမှာပေါ့နော်အဲ့ရင်းနေမှာဒီပြပရောက်ရင်းနေမှာဆိုရင်အဲ့လိုမျိုးတမင်သက်ကိုလာပြီးတော့ပြောကြတယ်အဲ့ဒါကိုတချို့မသိတဲ့သူတွေက hate speech မှန်ဒါမသိတဲ့သူတွေကနေ follow လုပ် share ရင်းနဲ့သုံးရင်းနဲ့ဒီလိုမျိုးတွေပို့ပြီးတော့ပြန်လာတယ်လို့တော့ဒီမှာနေအဲ့တော့ကြောင့်လို့ဒီမှာအနေနဲ့ကတော့ဟိုအဲ့ဒါကြီးကမတိမတာပုံစံကြီးနဲ့ပဲဟိုလှုပ်ရင်းနဲ့ပြီးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒါတွေကို hate speech တွေကိုတမင်သက်လုပ်နေတယ်ဒါတမင်သက်ပြိုကွဲအောင်တမင်သက်ရန်ဖြစ်အောင်ပေါ့နော်ဟိုလုပ်ရဲလို့ကျွန်မအနေနဲ့ပြန်ပါတယ်ဒါတော့ကျွန်မမြင်တဲ့ဘက်ကပါရှင့်ဟုတ် တဲ့ဆင်မဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆိုတော့ဒီဆင်မဆွေးနွေးတော့တဲ့ဒီအဓိကတော့ဒါကတော်တော်လေးအန်ဒရီများပါတယ်ဒီတချို့ကကြတော့ဒီအမုန်းစကားကိုဟိုဒါလက်မခံဘူးမကြိုက်ဘူးဆိုသည့်တိုင်အောင်ဒီတိတာထင်ရှားတဲ့ဟာမျိုးတွေကကြတော့ဒါကိုယ့်ကိုစင်ချင်သုံးသပ်လို့ရတဲ့ဟာမျိုးတွေရှိတယ်ခုနလိုဒီမတိမတာပြန့်သွားတဲ့ဟာမျိုးကိုယ်စီရောက်လာတဲ့ဟာမျိုးတွေကဒီကိုယ်စီထဲမှာလည်းဒီမတိမတာဒီပြန့်နှံ့တဲ့ဟာမျိုးတော်တော်လေးအန်ဒရီတော်တော်လေးကြီးတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်တော့ကျေးဇူးများတင်ပါတယ်ဆင်မရဲ့ဒီဆွေးနွေးပေးမှုပုံမှာအခုကျွန်တော်ဆရာဆရာ thank you ပေါ့နော်ကျွန်တော်တစ်ချက်လောက်ပြန်ပြီးတော့ဆွေးနွေးပေးစီချင်တာလည်းရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဒီအဓိကတော့ကျွန်တော်တို့ဒီ social media သုံးတဲ့ဟာလူငယ်ရဲ့တက်လက်ပိုင်းတွေများစုတော့ဖြစ်မဲ့တင်တယ်ပြီးတော့ဒီဟာကြပြန့်ဒီစားသုံးတဲ့အုပ်စုဆိုရင်လည်းဒီလူငယ်ပိုင်းနဲ့တက်လက်ပိုင်းတွေအများစုဖြစ်မဲ့လို့ဒါတော့အားလုံးပြောနေကြတဲ့ဟာပေါ့နော်ဆိုတော့အဓိကလူငယ်တဲ့မုံစကားလို့ပဲကျွန်တော်ဒီနေရာမှာတော့ခဏပေါ့နော်ခေါင်းစဉ်တော့နည်းနည်းခဏလေးတက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်ဒီဆွေးနွေးပေးစီချင်တာလည်းဖြစ်ပါတယ်ဆိုတော့လူငယ်တဲ့ဒီအမုံစကားတွေဒီပြန့်နှံ့တဲ့နေရာမှာပေါ့နော်ဒီလူငယ်တွေဟာဒီဘာကြောင့်ပေါ့နော်အလွေတကူဒီပါဝင်ပတ်သက်မိကြတာလေပေါ့နော်အဲ့လိုပဲကျွန်တော်စကားလုံးကိုတက်ပြောရမှာတင်တယ်ဘာကြောင့်ဒီအလွေတကူပေါင်းပတ်သက်မိကြတာလေပေါ့နော်ဒီလူငယ်တွေရဲ့ဒီလိုမျိုးတော်လှန်ရေးကာလတွေမျိုးစက်တဲကာလတွေမျိုးပြိပခါတွေကြားထဲမှာဒီမျောလင့်ချက်မဲ့မှုတွေနဲ့ပေါ့နော်ဒီဒေါသတွေကပေါ့နော်ဒီအမုန်းစကားကိုဒီဘလို့ပို့ပြီးတော့ဒီမြစ်တင်ပေးရရောက်တယ်လို့ဆရာတွေလည်းဒီသုံးသက်ဆွေးနွေးခြင်းလဲပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်တယ်ကျွန်တော်တို့လည်းဘယ်လိုပြောရမှာလဲငယ်ရကနေပဲအခုဖြည်းဖြည်းနဲ့ကြီးလာတယ်ဆိုတော့ကိုလည်းလူငယ်လို့တခါတလေခံယူတယ်တခါတလေလူလက်လို့လည်းခံယူတယ်ဆိုတော့ဒီကျွန်တော်လူငယ်ဘဝအတွေ့အကြုံအရပြောရမယ်ဆိုလို့ရှင်တော့လူငယ်တော်တော်များများကကျွန်တော်လည်းပါဝင်ခဲ့တာပေါ့နော်အဲ့ဒီလူငယ်ထဲမှာစင်ချင်းတုံတရားအားနေတယ်ဆိုတော့တခါတရံမှာဒီလူငယ်ဆိုတာကတော့သူကတွေးဆူတဲ့အယူတွေးဆူတဲ့အချိန်မှာဒီကူကဘာပြောလိုက်တယ်လဲဆိုတခါတလေကိုယ့်နဲ့ကိုယ်တောင်မှမသိဘူးအဲ့ဒါလူငယ်အရွယ်တွေးဆူတဲ့အရွယ်မှာအဲ့လိုဖြစ်တတ်တယ်ဆိုတော့နောက်တစ်ခုကအခုတိုင်းပြည်တစ်ပြည်လုံးဒီလိုမျိုးပျက်စီးနေတဲ့အချိန်မှာလူငယ်တွေရဲ့ဒီဦးနောက်ထဲမှာတွေးခေါ်တယ်မသူတို့မှာ trauma တွေရှိတယ်ဆိုတာလေကျွန်တော်တို့မသိနိုင်တဲ့ trauma တွေရှိတယ်ဆိုတော့အဲ့ဒီ trauma တွေကြောင့်လဲတခါတည်းဒီထက်ကျွန်တော်တို့လူကြီးမခံမရနိုင်တဲ့အမောင်းစကားတွေပို့ပြီးတော့မှဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့သူတို့ကိုဒီ trauma ကနေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့က psychomental health တွေလည်းအများကြီးလုပ်ဖို့တော့လိုမယ်လို့ထင်တယ်နောက်တစ်ခုကလူကြီးတွေကလည်းပဲလူငယ်တွေကိုအတုံးမချသင့်ဘူးကျွန်တော်ယူဆတယ်တခါတည်းအမှကိုယ့်ရဲ့ဒါကဘယ်ပါတီပဲဒီပုဂ္ဂိုလ်ကိုကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒီနေ့ကတော့ဆွေးနွေးတာဆိုတော့ဒီတချို့ကောင်းဆောင်တွေက
လူငယ်တွေကိုစနစ်တကျအသုံးချတတ်တယ်ကျွန်တော်အများကြီးကြုံဆိုတော့တချို့ပညာတတ်တွေကလူငယ်တွေကိုသူတို့ရဲ့နိုင်ငံရေးအရာရလဒ်တွေထွက်လာဖို့ရတဲ့ခုအရာရလဒ်တွေထွက်လာဖို့လူငယ်တွေအသုံးချတာကျွန်တော်တို့လူငယ်တွေကို၌ကလူကြီးတွေရဲ့အတုံးချမခံဖို့အတွက်ကျွန်တော်တို့ခွင့်အားပေးခြင်းတယ်ကျွန်တော်လည်းအတုံးချခံဖို့ရအများကြီးပဲဆိုတော့အခုကျွန်တော်ညီငယ်တွေညီမငယ်တွေညီလေးတွေဘဝကိုကျွန်တော်စာနာတယ်လူကြီးတွေလည်းလူကြီးတိုင်းမကောင်းတာမဟုတ်ကောင်းတဲ့လူကြီးတွေအများကြီးဘယ်လောက်ပဲကောင်းကိုဒီသူ့ရည်ရွယ်ချက်အတွက်အတုံးချခံလာပြီလို့ကိုကယူဆပြီဆိုလို့ရှင်ကိုကပြတ်သားပြောသူတို့ရဲ့အတုံးချမှန်းပေါ်မသိဘူးဆိုလို့ရှင်ဖြည်းဖြည်းနဲ့ဒီအမောင်စကားတွေပြန့်နှံ့လာနောက်ဆုံးလူငယ်တွေကအခုဆိုလို့ရှင်ရှစ်တန်းမှာတေတာကလူငယ်တွေပဲနောက်ကနေပြီးတော့မှဒီ hate speech တွေကိုတဖြည်းဖြည်းဟောဖြစ်သူကတဆစီထည့်ပေးတာတဆစီအဲ့ဒါကကျွန်တော်တို့လူငယ်တွေကကောင်းကောင်းနားလဲဒါကလူကြီးအလုံးကိုကျွန်တော်မဆိုပြီးရင်လူကြီးတွေအနေနဲ့လဲကျွန်တော်တို့လူငယ်တွေရဲ့ဘဝကိုတနာပြီးတော့မှလူငယ်တွေ6ထဲရောက်မဲ့အတွေးခေါ်မျိုးနဲ့ motivation မပေးဖို့ကျွန်တော်တို့မြတ်တာရက်ခတ်ချင်ပါတယ်။ပြီးလူငယ်အချင်းချင်း motivation ပေးကြပါအားပေးကြပါဒီအချိန်ကအင်မတန်မှခက်ခဲတဲ့အချိန်ကာလဖြစ်တယ်ကျွန်တော်တို့လူငယ်တွေအတွက်ကျွန်တော်တို့လူငယ်ပဲရှိတယ်ဆိုတဲ့အတွေးနဲ့အချင်းချင်းကူညီပါရိုင်းပြင်းပါသူကပမာဖြစ်လို့သူကရခိုင်ဖြစ်လို့သူကချင်းဖြစ်လို့သူကကရင်ဖြစ်လို့ဆိုတဲ့အတွေးမျိုးမဟုတ်ပဲနဲ့ငါတို့လူငယ်ရဲ့အနာဂတ်ငါတို့ကိုယ်တိုင်ဖန်တီးရမယ်ငါတို့ကျမ်းမာမှရမယ်ငါတို့အတွေးခေါ်ကောင်းမှရမယ်ဒီလိုမျိုးအမုန်းစကားနဲ့ငါတို့အသက်ရှင်လို့ရှင်ငါတို့အနာဂတ်ပျောက်သွားမယ်ဆိုတဲ့အတိတရားနဲ့လူငယ်တွေတယောက်နဲ့တယောက်ခွန်အားပေးထားဖို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆရာအခုဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့ focus ထားပြီးတော့ဒီဆွေးနွေးပေးသွားတဲ့အတွက်ပေါ့နော်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့အခုဒီမှာပေါ့နော်ဒါဆီယမရောဒီဆီယမရောဒီနောက်ဦးစလုံးဒီဆွေးနွေးပေးစီခြင်းတဲ့ဟာလေးရှိပါတယ်အဲ့ဒါတော့ဒီအမုန်းစကားကိုကျွန်တော်တို့ဒီတိုက်ဖြတ်တဲ့နေရာမှာလို့ပဲပြောမလားဒါမှမဟုတ်ဒီတားဆီးတဲ့နေရာမှာလို့ပဲပြောမလားဒါတားဆီးဖို့တိုက်ဖြတ်ဖို့ဆိုတဲ့ဟာကတော်တော်လေးတော့ဒါတချို့ကတော့စီကူရင်ဆိုင်ရတယ်ဒီလိုမျိုးခင်ခါနိပညာခေမှာဒီတော်တော်လေးစီကူရင်ဆိုင်နဲ့စကလုံးဆိုတဲ့ဟာမျိုးတော့ပြောရကြတာပေါ့ဒါပေမဲ့ဒီကျွန်တော်တို့အနေနဲ့သုံးနိုင်တာဒီအတက်နိုင်ဆုံးကျွန်တော်တို့ဘယ်လိုနည်းနဲ့ short ချမလဲပေါ့နော်ဒီဘယ်လို tools တွေသုံးမလဲဘယ်လိုနည်းလမ်းတွေသုံးမလဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီမုန်းစကားကိုကျွန်တော်တို့ဒီတိုက်ဖြတ်တဲ့နေရာမှာဒီနီးပညာနဲ့ကျွန်တော်အမှတစ်ခုဟိုပဲပေါင်းပြီးတော့ပြောချင်ပါတယ်ဒီနီးပညာနီးလမ်းပေါ့နော်တစ်ခုကျပြီးတော့ဒီလူသားအချင်းချင်းဆက်ဆံရေးပေါ့နော် human connection ဒီနှစ်ခုစလုံးကဒီဘယ်လောက်ထိအရေးပါတယ်ဒီဆိုတဲ့ဟာပေါ့နော်ဒါလေးကိုကျွန်တော်ဆွေးနွေးစီချင်ပါတယ်ဒီဟာတစ်ဖက်မှာဒီကောင်းကျိုးလေးရှိနိုင်တယ်လို့ဒီဆိုးကျိုးလိုမျိုးလေးရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမုန်းစကားကိုဒီ short ချနိုင်ဖို့အတွက်ကကြတော့ဒီနည်းပညာနဲ့ဒီလူသားချင်းတိတွေ့ဆက်ဆံမှုကဒီဘယ်လောက်အရေးကြီးလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါဆရာနဲ့ဆရာမတို့ရဲ့အမြင်ကိုဆွေးနွေးပြစီချင်တယ်ဆရာမအနေနဲ့ရင်ဆုံးဆွေးနွေးပြဖို့ခေါ်ချင်ပါတယ်ဟုတ်ကဲ့ဒီနိုင်ငံတကာမှာကတော့အများကြီးဒီ hate speech နဲ့ပတ်သက်ပြီးတော့တိုက်ချက်ပါတယ်နည်းပညာပိုင်းတွေပေါ့နော်ဒါအခုဒါပေမဲ့ဒါတွေကမထိန်းနိုင်ဘူးပေါ့ဥပမာ Facebook မှာဆိုလဲဒီရိုင်းတဲ့သုံးလုံးတွေဒီလူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပါတယ်ဆိုသူကသူဒီဖြတ်တောက်ပြက်တာတွေဘာတွေရှိပါတယ်AI နဲ့လောက်ထားတာဒါပေမဲ့လည်းဒါတွေကရန်တိရောက်လားဆိုတော့လေကျမအနေနဲ့ရန်တော့မတိရောက်ဘူးလို့တော့ထင်တယ်ဒါပေမဲ့ပြိပက္ခတွေဖြစ်လာတဲ့ခါမှာသူတို့ဒီလိုနဲ့သုံးလာတာလေးရောရှိတာပေါ့အဲ့တော့နီးပညာရဲ့ကောင်းခြင်းဆိုးခြင်းပေါ့တစ်ဖက်မှာလည်းအဲ့နီးပညာ
ဒီကျင်တဲ့သူတွေကလည်းဒါကိုလိုက်ပြီးတော့တားဆီးနေရတာပေါ့အဲ့တော့ဒါတော့ဒီပညာပိုင်းပါအဲ့တော့ကျမတို့ဒီလူသားတွေအနေနဲ့ကကြတော့လေအာဟိုကိုကြောင့်ပေါ့နော်ဘယ်သူမှမသိခိုက်အောင်တော့နိုင်ဆုံးတော့နေရမယ်ဒါဘာဖြစ်လဲဆိုတော့ကိုကြောင့်ထိခိုက်သွားတယ်ဆိုရင်ဒါနောက်ဆုံးကိုပဲပြန်ပြီးတော့ခံစားရတာပဲလေနောက်ဆုံးကျမတို့ကမကောင်းတဲ့အရာကိုကျမတို့ဒါတော့ဗုဒ္ဓဘာသာနည်းကိုမကောင်းတာသိတယ်ဒီမကောင်းတဲ့စိတ်နဲ့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒါတွေကလည်းနောက်ဆုံးပြန်ထိခိုက်တာပေါ့နော်အဲ့တော့ဟိုအဲ့ဒါကြောင့်မလို့ငြိမ်းချမ်းရေးကကောင်းတယ်ဆိုပြီးတော့ဒါကျမတို့ကလက်ခံတာတယ်ယူဆကြတယ်လူအများစုကလောက်ကြတယ်ဒါပေမဲ့ဒီကလူတွေကလည်းဒီ new literacy ကိုလည်းနားလည်တင်တာပေါ့နည်းနည်းဆိုတာသတင်းတွေဆိုတာဘယ်လိုကောင်းတာတွေကိုဘယ်လိုယူကြမလဲနောက်သတင်းတွေနောက်တစ်ခုအပြင်ကျမတို့ဒီ journalist တွေမှာလည်းသတင်းပြီးတဲ့အခါမှာ emotion တွေတနိုင်ကြလောက်မပါဘဲနဲ့ဒီကိုယ့်ကို professional လေးလာမှာပေါ့နော်ဒီ hate speech တွေဘာလဲဒီဟာတွေရဲ့အကျိုးသက်ရောက်မှုကဘာလဲဆိုတာမျိုးကိုအာဘာလဲဆိုတာကိုနားလည်တဲ့အဲ့လိုမျိုး professional ပုံဖြစ်ပြီးတော့ဒါကတော့ဘာလဲတော့ဒီရဲ့အခါမှာကိုချင်းစာတရားတွေပေါ့နော်ကိုချင်းစာတရားတွေမေတ္တာတွေနဲ့ကျမတို့ဒါတော့တင်းမီဒီယာဘိုင်းနေတင်းမီဒီယာဘက်ကနေတော့ပို့ပြီးတော့ပြောတာပါကျမတို့မှလည်းဘာဖြစ်အဲ့လိုလုပ်ရှင်ဖြစ်ဆိုများတော့ဖြစ်တင်းမီဒီယာတွေကလူတွေပေါ့အများကြီးပြောချမှုရှိလွှမ်းမိုးမှုရှိတာဆိုတော့ဒါလေးနှစ်ခုတော့မြင်ပါတယ်နောက်ကျမတို့လည်းအဲ့လိုမျိုးကိုကသိလာတဲ့အခါကျတော့ကျမတို့လူသားချင်းဆက်ဆံတဲ့အခါမှာနောက်ဘယ်လိုခေါ်မလဲမတူညီတာတွေပို့ပြီးတော့ပေါင်းနှင်းဆက်နိုင်တယ်ကျမဆိုရင်ဒါအခုဒါနိုင်ငံဒီထိုင်းနိုင်ငံမှာနေတယ်ထိုင်းနိုင်ငံမှာခါကြရင်မြန်မာ community ကနေပြီးတော့ဒါထိုင်းနေလူမျိုးတွေမကောင်းဘူးဘယ်လိုဆက်ဆက်နေဆိုတာမျိုးလေရှင်မြန်မာတွေကိုလည်းထိုင်းနေမကောင်းဘူးဆိုဆက်ဆက်နေရှိတယ်ဒါပေမဲ့တကယ်တမ်းသူတို့နဲ့အတူရှင်တွဲနေထိုင်ရတဲ့အခါမှာမဆိုးဘူးပေါ့နော်ဆိုးတဲ့လူတွေကဆိုးတယ်မဆိုးတဲ့သူတွေကမဆိုးဘူးဒါပေမဲ့အဲ့ဒါကိုဒီလူမျိုးတစ်စုတစ်ခုလုံးကကိုစားပြီးပါတယ်လို့သွားပြောလို့မရဘူးတောင်းတာတွေလည်းရှိတယ်နောက်သူတို့တွေကလည်းဘာဖြစ်လို့လဲဆိုတော့ဒါပေမဲ့ကျမတို့ကလည်းဘာဖြစ်တဆင့်တကားနဲ့တဆင့်ပဲတကယ်ထိုင်းမျိုးတွေမကောင်းဘူးထိုင်းပိုင်ရှင်တွေမကောင်းတယ်ဒါပေမဲ့တကယ်တမ်းကျတော့လည်းအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်နောက်အဲ့သူတို့ဒီထိုင်းတွေဘက်ကလည်းကျမတို့ပြောတယ်ဘာတွေဆိုးတယ်ဒါပေမဲ့သူတို့ကျွန်တော်နဲ့စတဲ့ခါကျတော့လေကျမတို့ကဆူဆူဝါဘာမှလောက်တာမျိုးမရှိဘူးပေါ့ဆိုတော့အဲ့ဒါကဒါမျိုးလေးတွေခွဲခြားပါဒါမျိုးလေးတွေကိုကိုယ့်အနေနဲ့လဲbrain wash လုပ်မခံနဲ့နားလဲလက်တွေ့လုပ်ကြည့်ပေါ့နော်နောက်ပြီးကိုယ်တိုင်ကလည်းကောင်းနေဆိုကောင်းနေဆိုတဲ့အကြောင်းတွေပြောပါပေါ့နော်တိုက်ခိုက်မှုဖြစ်အောင်လူတွေတည်ဆုံးအောင်အထိကိုယ်စကားတွေကိုဟာတွေကမဖြစ်ပါစေနဲ့လို့ကျမတော့ဒါနည်းပညာပိုင်းနဲ့လူသားပိုင်းကနေပြီးတော့ဒီ HP နဲ့ပတ်သက်ပြီးတော့ဒီငင်းငင်းပေါ့နော်ဒီဖြစ်ဖို့အတွက်ပြောချင်ပါရှင်ဟုတ်ဆရာမကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဆရာစလိုက်တန်ကိနေတဲ့ပေါ့နော်အဲ့ဒီမိခွန်းနဲ့ပဲဒီဆွေးနွေးပေးစီချင်ပါတယ်ဟုတ်ကျွန်တော်မိခွန်းတော့ထပ်ပြီးတော့တော့ဦးဆရာမခုနမိခွန်းပဲပေါ့နော်ဆရာအနေနဲ့ဆွေးနွေးပေးစီချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုဒီတော့ကတော့ IT နည်းပညာခေတ်အခုတော့အဲ့ဒီ IT ကနေပြီးတော့မှ AI ခေတ်ပေါ့နော်ရောက်ပြီဆိုတော့ AI ကကျွန်တော်တို့အသုံးပြုတတ်ရင်တော့ကျွန်တော်လည်း AI အသုံးပြုကြည့်တယ်အသုံးပြုတတ်ရင်တော့ကျွန်တော်တို့အကျိုးပေးတဲ့အရာတွေအများကြီးပဲဒါပေမဲ့ဒီစောနာကဆရာမဆွေးနွေးထားတယ်လို့ကျွန်တော်တို့အဲ့ဒီပုံတွေကိုမျိုးမျိုးထွက်လာအောင်အဲ့ဒီတပ်ပုံကိုစကားပြောခိုင်းလိုက်ကခိုင်းလိုက်ပြီးရင်တော့ဟိုလူနဲ့ပေးစားဒီလူနဲ့ပေးစားပေါ့နော်ဘဒူးအတွင်းမှာအကျိုးမရှိတဲ့ဟာတွေတော့လူငယ်တွေအနေနဲ့မလုပ်သင့်ဘူးကျွန်တော်တို့လူငယ်တွေအနေနဲ့စောနာကတော့လူကြီးတွေကိုဒီတောင်းဆိုတာအခုကျွန်တော်လူငယ်တွေကိုတောင်းဆိုချင်တာကလူကြီးတွေကို respect ပေးပါကျွန်တော်တို့အရင်တုန်းကဒီကျောင်းမှာပညာသင်တဲ့အခါမှာကျွန်တော်တို့အမြဲတမ်းဆိုနေကြရှိတယ်ကြီးသူကိုယိုသည်ရွယ်သူကိုလေးစားငယ်သူကိုတနာဆိုတယ်လို့ပေါ့ကျွန်တော်တို့လူငယ်တွေရဲ့ respect ပေးခြင်းကိုလူကြီးတွေကလည်းခံယူချင်ပါတယ်ဆိုတော့တခါတလေလူကြီးတယောက်ရဲ့ပုံကိုအမျိုးမျိုးလုပ်ပြီးတော့မှခင်ဗျားတို့က online ပေါ်မှာတင်တာတော့ခဏလေးပဲကိုကတော့ပျော်စီပြက်စီအနေနဲ့တင်တာလည်းဖြစ်နိုင်ဒ
ဒါပေမဲ့အဲ့ဒီ paid for ဆိုကြကလူတက်မှုအဆင့်အထိတောင်မှဖြစ်နေတယ်ဆိုတာမြေပြင်မှာအများကြီးရှိတယ်တစ်တွေအများကြီးရှိတယ်အထောက်ထားတွေပြမယ်ဆိုလို့ရှိရင်အများကြီးရှိတယ်ဆိုတော့လူငယ်တွေအနေနဲ့ဟိုပုံကိုတိဖြတ်ဒီပုံကိုတိဖြတ်ပြီးတော့မှဒီအမျိုးမျိုးလုပ်တဲ့ဟာတွေကျွန်တော်တို့ online platform သုံးတဲ့အခါမှာအများကြီးတတိထားမှာ online သုံးတဲ့အခါမှာကိုပညာရဖို့အတွက်ပဲတုံးပြပါပြီးလို့ရှင်တော့မ share တဲ့နေဟာလည်းမ share တာအကောင်းဆုံးပဲကျွန်တော် online platform မှာကျွန်တော်မ share တဲ့နေဟာတွေကို share မပို့တဲ့နေဟာတွေကိုရှောက်ဖို့တော့အခုနောက်ပိုင်းတိုင်းပြည်ကလည်းတည်စီပြီးတော့ကျွန်တော်တို့စိတ်ထဲမှာလည်းလူတိုင်းလိုလိုမှာ trauma တိတ်ကလည်းရှိဒီပုံကိုမြင်လိုက်တာနဲ့အဲ့ဒီနည်းပညာရဲ့ effect ပေါ့တောသားတွေထွက်လာတယ်အဲ့ဒီတောသားတွေထွက်ဖန်များလာတယ်ပြင်မှာတွေ့ရင်တောင်မှအချင်းချင်းစကားမပြောတဲ့လူတွေအများကြီးကျွန်တော်ချင်းမှာဆိုတော့ CP ကလေးတွေနဲ့ CC ကလေးတွေစကားမပြောဘူးလင်မယားတောင်မှ CP ကိုထောက်ခံတဲ့ယောက်ျားနဲ့ CC ကိုထောက်ခံတဲ့သူမိန်းမစကားကောင်းမပြောဘူးကျွန်တော်တို့အခုဒီမီဇိုရမ်မှာအဲ့ဒါရှိတယ်ဆိုတော့ဆိုလိုချင်တာကဒါက online ရဲ့ paid for ဆိုကြပဲနည်းပညာကကောင်းတယ်ကျွန်တော်တို့လူသားကလည်းဘယ်လိုပြောရမလဲဖွံ့ဖြိုးတိုးတက်ခြင်းကိုတော့ကျွန်တော်တို့အရင်လိုချင်ကြတယ်ဒါပေမဲ့အဲ့ဒီဖွံ့ဖြိုးတိုးတက်မှုရဲ့နောက်ွယ်မှာ like ပါလာတဲ့ cut ပါလာတဲ့ paid for ဆိုကြတွေကိုကျွန်တော်လက်မခံချင်ဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ online AI နည်းပညာတွေအသုံးပြုတယ်ပြင် online Facebook တွေသုံးတယ် Telegram channel တွေသုံးတယ် WhatsApp channel တွေသုံးတယ်အဲ့ဒီအရာတွေဒီကျွန်တော်တို့ရဲ့အနာဂတ်ကိုအာမခံချက်ပေးတဲ့ကောင်းရာကောင်းကြောင်းကိုလုပ်တဲ့နေရာမှာပဲလူငယ်တွေကိုအသုံးပြုစေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဆရာကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ဒီရပါတော့ဒီမြန်မာစံလုပ်ချင်းလက်ဆောင်ခုံခွဲလောက်ကတည်းဆိုရင်နှွေးလာတာခုနတစ်ချက်ကြောဝင်ချင်တော့ဖြစ်တာပြီပေါ့နော်ဆိုတော့ဒီအဆုံးသက်ပိုင်းလေးကိုလည်းဆက်ပြီးတော့တွားချင်ပါတယ်အဆုံးသက်ပိုင်းလေးကိုတွားရင်းနဲ့ပေါ့နော်ဆရာမတို့ဒီနေ့ဒီ processing piece ဒီ platform ကနေဒီမုံစကားနဲ့ပတ်သက်ပြီးတော့ဒီmessage ပေးသွားချင်တဲ့ဟာမျိုးတွေဖြည့်ဆွတ်ချင်တဲ့ဟာမျိုးတွေလည်းထည့်ပြီးတော့ဖြည့်ဆွတ်ဆွေးနွေးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခုကျွန်တော်တို့ဒီ processing piece ဒီအဖွဲ့ရဲ့ဒီရွေချက်အတိုင်းပေါ့နော်ဆိုတော့ဆရာမတို့အနေနဲ့ဒီဆွေးနွေးပေးစီချင်တာကတော့ဒါဒီအခုလူပြည်သူတဦးချင်းစီအနေနဲ့ပေါ့နော်ပြည်သူတဦးချင်းစီအနေနဲ့ရောဒါမှမဟုတ်ဒီအစုအဖွဲ့အင်အားစုတွေအနေနဲ့ပါပေါ့နော်ဒီဒါနှစ်ခုစလုံးပေါ့ဒါပါဝင်ပါတယ်ဆိုတော့ဒီလူမှုကွန်ရက်ပေါ်ကဒီအမုန်းစကားကရက်ကိုအတက်နိုင်ဆုံးရှော့ချနိုင်ဖို့အတွက်ဒီလက်တွေ့ကြတဲ့လှုပ်ဆောင်ချက်လို့ပြောမှာပေါ့နော်လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တွေနဲ့ဒီအဲ့ဒါကို message ပေါ့နော်ဆရာနဲ့ဆရာမအနေနဲ့ဒီ message ဘယ်လိုမျိုးပေးလို့တလဲပေါ့နော်အဲ့ဒီဟာလေးကိုဆရာမအနေနဲ့ဒီအရှင်ဆုံးဆွေးနွေးပေးစီချင်ပါတယ်ဒါကျွန်တော်တို့နီကိုပိုင်းအနေနဲ့တွားနေတာဖြစ်ပါပြီပေါ့ဆရာမအနေနဲ့ရှင်ဆုံးဆွေးနွေးပေးစီချင်ပါတယ်ဟုတ်ပေါ့နော်ဒါဂန်နီလို့ပေါ့သူများမပြောခင်ကိုရင်ထိန်းရတာပေါ့နော်ကိုကြိုးစားအတန်နည်းထပ်ပြပေးလို့ရမှာအတန်တိတ်ချာဟုတ်ကြားလာမသိရှင်ပြောရမှာဒီ suggestion မပေးခင်ကိုအရင်ကြိုးစားရတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မှလည်းလူသားဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့စိတ်လက်ဆိုင်ကောင်းတဲ့စိတ်တွေရှိတယ်ပေါ့နော်နောက်ခုဒီခေတ်နောက်ပိုင်းမှာလည်းကျမတို့ကဒီ social media ကနေပြီးတော့အားကိုးရတယ်အများကြီးသုံးပြရတာဖြစ်တဲ့အတွက်ကြောင့် social media ကိုလည်းအတားသုံးရတယ်။သုံးရတော့ကိုယ်တိုင်ပေါ့ပြုပြင်ရတယ်။ကိုယ်တိုင်လည်းကြိုးစားရတယ်။အဲ့တော့ဒီလူမှုကွန်ရက်ကနေပြီးတော့အမုန်းစကားတွေမပြတ်အောင်ဘယ်လိုလုပ်ရသလဲဆိုတော့နံပါတ်1အနေနဲ့ကျမတို့ကကြတော့ရင်းတွေကိုကျမတို့သတင်းသမားဆိုတော့သတင်းတွေကိုဖတ်တယ် information ဒီနောက်တစ်ခုကဒီမိတ်ဆွေတွေကိုအဲ့မှာကျမခွဲခြားတယ်ပေါ့နော်သတင်းတွေကိုဖတ်တဲ့အခါကျတော့လေကျမတို့ကဒီကို share တဲ့သတင်းတွေကိုပြန် share တဲ့အခါကျတော့လေကို share လိုက်တဲ့သတင်းတွေကိုပြောလိုက်တဲ့ကိုရေးလိုက်တဲ့ information တွေဒီမိသူကိုမှမထိခိုက်စေရအဓိက hate speech ကိုကနေမဖြစ်အောင်အရင်စူးစမ်းတယ်
နောက်တစ်ခုကအလွန်အကျွံမသုံးအောင်လေလုပ်တယ်ဘာဖြစ်လဲဆိုတော့ဥပမာကျမကဘာဖြစ်လို့ဒီတချို့မီဒီယာတွေကိုပဲသတင်းတွေကိုပဲကြည့်ပြီးတော့တချို့ဟာတွေမကြည့်တယ်လဲဆိုတော့ဥပမာကျမဒီမီဒီယာတစ်ခုကိုကြည့်လိုက်တယ်သတင်းမီဒီယာကိုစောင့်ကြည့်လိုက်တယ်ဒီမှာရေးတဲ့အရေးအသားတွေဒီဒါကျမတို့ကကြတော့ဒီရင်းသမားဖြစ်တဲ့တောင်ကိုပို့ပြီးတော့သတင်းနဲ့ပတ်သက် professional ရှုထောင့်ပို့ရှိရပေါ့နော်တာမန်တက်ဆိုင်တော့ဒီ new list အဲ့လို hate speech ဖြစ်နေမဲ့ဘာမျိုးဆိုကျမသွားပြီးတော့အဲ့နေရာမျိုး unfollow လုပ်တယ် like တွေလည်းသတင်းတွေလည်းမပေးဘူးအဲ့လိုနေပြင်ကျမအဲ့ဘက်တွေကို short ချတယ်ပြီးတော့အဲ့လိုမျိုးမ share ဘူးပေါ့နော်ဒီသတင်းတွေကိုလည်းမ share ဘူးတကယ်လို့ကျမရဲ့ဒီထဲမှာရှိနေတဲ့လူတွေကျမရဲ့လူမှုကွန်ရက်မှာမိတ်ဆွေဖြစ်နေတဲ့သူတွေကအဲ့လိုမျိုး hate speech ဖြစ်တဲ့သတင်းမျိုးကို share ပြီးရေးတယ်ဆိုရင်ကိုကဒီဟာကိုသွားပြီးတော့ပြောတယ်ပေါ့နော်ဒီဟာမျိုးမကြည့်နဲ့ဒီလူဟာမျိုးကိုမ share နဲ့ဘာဖြစ်လို့တချို့လူတွေကဘာရဲလို့တော့မသိဘူး click လေးတစ်ခုနှိပ်လိုက်တာစားလေးတစ်ခုရေးလိုက်တဲ့ဟာကစားဖွဲ့စည်းနေဘာသာမတူတဲ့သူတွေတခြားလူမျိုးတွေကိုသွားပြီးတော့အများကြီးထိခိုက်စေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကနေပြီးတက်စင်ပွားနေအများကြီးဖြစ်သွားစေတဲ့တက်နိုင်တယ်လို့တော့သွားပြောတယ်သွားဖြစ်တယ်နောက်တစ်ခုကကျမတို့ social media တိုင်းတွေကိုတက်နိုင်တယ်လို့short ချတယ်ပေါ့နော် short ချရဲဆိုတာကကျမဆိုရင်ကျမ limit လုပ်တယ်ကျမသုံးနေဆိုမျိုးတနေ့ကိုဘယ်နှစ်နိုင်လောက်ပဲသုံးဘယ်လောက်ပဲဘာလို့ကျမအရန်လုံးတဲ့ခါကျမကိုယ်တိုင်လည်း brain wash ဖြစ်သွားမှာဆိုလို့ပြောလဲဆိုတော့ဒါကကျမတို့ကခရှိရပြောဆိုလူသားတွေပဲပေါ့နော်ခါကြရင်ကိုယ့်ရဲ့ဒီအတွင်းစိတ်ထဲမှာမသိတဲ့ဒီဘာတွေကသွားပြီးတော့လူချစ်စိတ်လို့ဘာလို့ရောင်သွားတတ်တယ်ဆိုတော့ကိုယ့်အရင်ထိန်းတယ်ပေါ့နော်ဒါကတော့ကျမထိန်းတဲ့နီလန်မှာဒါကျမပိုးဝင်လဲသမားဆိုကျမထိန်းတဲ့နီလန်မှာတရားမျှတအောင်တတ်နိုင်တဲ့လောက်နေတယ်ပုံသက်တယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကျမနောက်ပိုင်းနေကြကျမငြိမ်းချမ်းတယ်ဆိုတော့ကျမရဲ့ဒီလူမှုကွန်ရက်မှာဆိုလဲအများကြီး hate speech တွေကျမကိုယ်တိုင်လည်းမကြည့်ဖြစ်ဘူးကျမနဲ့ပတ်ဝန်းကျင်ကလူတွေကလည်းမ share ချဘူးဆိုတာမျိုးလေးတွေဖြစ်လာတဲ့အခါမှာကျမမှတတ်နိုင်တဲ့တော့ကိုယ့်ပေါ့အရင်တော့ peace လေးဖြစ်တယ်အဲ့လိုမျိုးပဲဖွဲ့စည်းနေပေါ့နော်ဘာသာရေးဖွဲ့စည်းတွေပဲဖြစ်ဖြစ်ဒီ online ရေးလုပ်တဲ့ဖွဲ့စည်းတွေပဲဘာဖြစ်ဖြစ်ဘသူကမှမထိခိုက်အောင်လူတွေကိုကိုဟာနေပြီးတော့ brain wash မဖြစ်အောင်ကြည့်ရချက်ကောင်းလေးနဲ့ပဲလုံးစီကျင်တယ်ပေါ့နော်အဲ့လိုမျိုးလေးစီကျင်ပါတယ်ရှင်ဟုတ်ဒါကတော့နှစ်ခုပါကျွန်မဘလို့လက်တွေ့ကျင့်သုံးသလဲနဲ့ကျင့်သုံးတဲ့နည်းလမ်းလေးပြောရင်းနဲ့သူများတို့လည်းကောင်းနေဆိုရင်လိုက်ပြီးတော့သုံးဖို့အတွက်လိုက်တော့ပါတယ်ရှင်ဟုတ် โอเคဆရာမကျေးဇူးအများကြီးတင်ပါတယ်အခုလိုဒီပြည်သူတို့ချင်းလို့ဆိုတဲ့ဟာမှာတော့၎င်းပေါ့နော်ဒီအင်အားစုအုပ်စုတွေအနေနဲ့တော့၎င်းပေါ့ဘာဖြစ်တာကိုယ်နိုင်ကဒီစာတင်ပြီးတော့တတိထားစင်ချင်းရမယ်ဟာတွေထပ်စစ်ပြတဲ့ဟာမျိုးတွေမဖြစ်စေဖို့ဆိုတဲ့ဟာမျိုးပေါ့နော်ဒီက message တွေဆရာမအနေနဲ့ဒီပြောသွားတဲ့ဟာပေါ့ကျေးဇူးများတင်ပါတယ်ဆရာမဟုတ်ဆရာထန်ကင်းနေနဲ့လည်းပဲဒီကျွန်တော်တို့ဒီ hate speech နဲ့ပတ်သက်ပြီးတော့ဒီဒါပြည်သူတူချင်းအနေနဲ့တော့လောပြည်သူတူချင်းဆိုတဲ့နေရာမှာဒီကျွန်တော်တို့သူများတွေကို message တော့ပြီးခုနကဆရာမပြောသွားတဲ့လိုမျိုးပေါ့နော်သူများတော့ဒီsuggestion တော့ပြီးတဲ့ဟာမျိုးမတိုင်ခင်တာကိုနိုင်ဆိုတဲ့ဟာမျိုးအနေစပြရမယ်ပေါ့ပါဝင်နေရပေါ့နော်ဆိုတော့ဒီပြည်သူတူချင်းစီနေရောကိုအနေနဲ့ရောပေါ့နော်ဆိုတော့ပြင်တော်လိုင်းကြီးအင်အားစုတွေအနေနဲ့ပဲဖြစ်တခြားတင်းအုပ်စုအနေနဲ့ပဲဖြစ်ပေါ့နော်ဒီလူမှုကွန်ရက်ပေါ်မှာဒီမုန်းစကားကိုဒီအတက်နိုင်ဆုံး short ချနိုင်ဖို့အတွက်ပေါ့နော်ဘယ်လိုလက်တွေ့ကြပေါ့နော်ဒီမှာတော့ကျွန်တော်လက်တွေ့ကြလှုပ်ဆောင်ချက်ဆိုပြီးတော့ထက်ကသုံးနှုန်းချင်ပါတယ်ဒါတော်တော်လေးဒီ suggestion တွေကတကယ်လက်တွေ့ကြဖို့အရေးကြီးတယ်လို့ယူဆတဲ့အတွက်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဆရာအနေနဲ့ဘယ်လိုမျိုး message ပေးရှင်လဲ suggestion ပေးရှင်လဲဆိုတဲ့ဟာလေးတစ်ချက်လောက်ဆရာအနေနဲ့လည်းဒီ niveau ချုပ်နေတဲ့ဆွေးနွေးပြီးစီချင်ပါတယ်ဆရာဟုတ်ကဲ့အရန်ကျေးဇူးတင်ပါတယ်ဒီဆောနကဆရာမပြောတဲ့ဟာကျွန်တော်လည်းအများကြီးပညာရတယ်ပညာနဲ့ယူရပါတယ်ပြောရင်းနဲ့ကိုလည်းထိတဲ့ဟာလည်းအများကြီးရှိတာပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့လူကျင်တာကဒီမိုကရေစီဖြစ်တယ်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်မိသားစုမှာလည်းပြောတယ်ကျွန်တော်မိန်းမရဲ့ကျွန်တော်သား2ယောက်ပေါ့နော်ကျွန်တော်တို့ကြားမှာလည်းအမြဲတမ်းကျွန်တော်တို့ကျင့်သုံးတာကတိုင်းပြည်ဒီမိုကရေစီရဖို့ရင်ကျွန်တော်တို့မိသားစုမှာဒီမိုကရေစီစပါမယ်အဲ့ဒါကျွန်တော်တို့အမြဲတမ်းပြောတယ်မိသားစုမှာပြောတဲ့စကားဆိုတော့ဆိုလိုချင်တာက
ကျွန်တော်တို့မိသားစုတိုင်းမှာကျွန်တော်တို့ရဲ့ number 1ဆောနာကဆရာမပြောတယ်လို့ personality ကျွန်တော်တို့အားလုံးကျွန်တော်တို့ကောင်းအောင်ကြိုးစားဖို့ပြန်ကျွန်တော်တို့မိသားစုတိုင်းမှာလူကောင်းနေမွေးထုတ်ဖို့မိသားစုတိုင်းမှာလူကောင်းနေကျွန်တော်တို့မွေးထုတ်ရင်တဖြည်းဖြည်းနဲ့ရက်ကွက်ကကောင်းတာရက်ကွက်တိုင်းမှာကျွန်တော်တို့လူကောင်းနေမွေးထုတ်ရင်ချေးရွာမြုံနယ်တွေကောင်းတာချေးရွာမြုံနယ်တွေမှာလူကောင်းနေတယ်ကျွန်တော်တို့မွေးထုတ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီပြည်နယ်အဲ့ဒီနိုင်ငံလောက်ချစ်စရာကောင်းတဲ့နိုင်ငံရှိမှာဆိုတော့ကျွန်တော်တို့ဒီဆွစ်ဇာလန်နိုင်ငံရဲ့ကျွန်တော်တို့မြန်မာပြည်ထက်တောင်မှပိုပြီးကွဲပြားခြားနာတဲ့လူမျိုးပေါင်းစုံနေတဲ့ဆွစ်ဇာလန်နိုင်ငံဒီကနေ့အဲ့မှာဟိုတလောတုန်းကပဲသူတို့အဲ့ဒီနိုင်ငံက professor တယောက်နဲ့ကျွန်တော်စကားပြောတော့သူပြောတဲ့ဟာတရားတဘောကြတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဆွစ်ဇာလန်နိုင်ငံက26ပြည်နယ်နဲ့ဖွဲ့စည်းထားတယ်ဘာသာစကားလည်းအများများတယ်ဒါပေမဲ့အဲ့ဒီဘာသာစကားများချင်းယဉ်ကျေးမှုများပြားချင်းကိုယ်ကိုယ်မှုဘာသာဝဲပြားချင်းကကျွန်တော်တို့အတွက်ပြဿနာမဟုတ်ဘူးကျွန်တော်တို့အတွက်ပြဿနာဖြစ်တာကဘာလဲဆိုတော့တခြားနိုင်ငံတွေမှာပြဿနာများပြီးတော့မှကျွန်တော်တို့နိုင်ငံမှာပြဿနာမရှိတာကပြဿနာဖြစ်သူတို့ရဲ့နိုင်ငံကိုဘယ်လောက်အထီးကောင်းတယ်လဲဆိုတော့သူတင်စားပြီးပြောတာဆွစ်ဇာလန်နိုင်ငံမှာသူတို့ဝန်ကြီး9ပါးနဲ့သူတို့ဖွဲ့စည်းတယ်အဲ့ဒီဝန်ကြီး9ပါးကသူတို့ရဲ့ပြည်နယ်တွေအလှည့်ကျသူတို့လုပ်တယ်ပြီးရင်တော့အဲ့ဒီဝန်ကြီး9ပါးကတယောက်ကတစ်နှစ်စီသမရလုပ်အဲ့ဒီသမရတောင်မှလုပ်ချင်တဲ့လူမရှိဘူးဘယ်သူမှသမရမလုပ်ချင်ဘူးအဲ့ဒီနိုင်ငံကောင်းလွန်းလို့သမရလုပ်ချင်တဲ့လူတော့မရှိဘူးလုပ်ချင်တဲ့လူမရှိလို့အဲ့ဒီဝန်ကြီး9ပါးကိုတစ်နှစ်တယောက်စီခလဲစီနဲ့လုပ်ခိုင်းဆိုတော့သူတို့နိုင်ငံမှာဘာရှိတယ်လဲဆိုချင်တာ House of Religion ရှိတယ် House of Religion ဆိုတာ Hindu Muslim Buddha Christian ဘယ်သူမှဆိုသွားပြီးတော့မှကိုကြိုက်တဲ့ဘာသာရေးမှာသွားပြီးတော့ဝတ်ပြုလို့ရမယ်ကိုယ်ွယ်လို့ရမယ်ပုံစံတို့ House of Religion တို့ကျွန်တော်တို့မြန်မာအလူအဖွဲ့အစည်းမှာဒါတွေလုပ်လို့ရအဲ့ဒီလုပ်ဖို့ရင်ကျွန်တော်တို့လူငယ်တွေမှာစရအခုဆီယမရွှေယူနဲ့ကျွန်တော်ကိုဟုံးထွန်းကကျွန်တော်တို့ကစရပါမယ်တခြားလူပြလာလုပ်ပြီးတော့ကျွန်တော်တို့ကစဒါက beloved community his community အမဒမချစ်စရာကောင်းတဲ့အတိုက်အဝန်းမြန်မာအတိုက်အဝန်းဖြစ်လာဖို့အတွက်ကျွန်တော်တို့ကစ조사ကျွန်တော်အမြဲတမ်းပြောတယ်community peace building should be built by the community people တေတာတွင်းငြိမ်းချမ်းရေးဟာအဲ့ဒီတေတာမှာနေတဲ့ပြည်သူလူထုတွေကပဲတည်ဆောက်အောင်ဖြစ်တယ်ချင်းလူမျိုးတွေရဲ့ငြိမ်းချမ်းရေးကိုအမေရိကန်ကလာတည်ဆောက်ပြီးလို့မရဘူးလာတည်ဆောက်ပြီးရင်လည်းအတွင်းတိုင်ရအခဲကြီးကြေမှာပြောင်းမှာချင်းအတွင်းမှာရှိတဲ့ပဏိပက္ခတွေအဲ့ဒီဗျဒနာတွေတန်ရာတွေကျွန်တော်တို့ကိုယ်တိုင်ကတဖြည်းဖြည်းနဲ့ပူစားနံပါတ်1အဲ့ဒီတန်ရာပျောက်ခြင်းတဲ့စိတ်တန်ရာကုခြင်းတဲ့စိတ်ကျွန်တော်တို့မှာထားရှိဖို့ဟိုမှာကျွန်တော်တို့အခုချင်းမှာဆိုလို့ရှိရင်တော့အခုပဏိပက္ခတွေလက်နက်ကန်ပဏိပက္ခတွေနိုင်ငံရေးအရာပဏိပက္ခတွေအများကြီးရှိတယ်မျိုးနွယ်စုအရာပဏိပက္ခတွေရှိတယ်တောင်ကျောအလိုက်ပဏိပက္ခတွေရှိတယ်အဲ့ဒါကိုပြည်နယ်ကပဲလာဖြည့်ရှင်းမယ်ဗဟိုကနဲ့လာဖြည့်ရှင်းမယ်ကျွန်တော်စောင့်နေရတယ်စိတ်ချဘယ်သူမှလာဖြည့်ရှင်းမှာမဟုတ်ဘယ်သူမှလာမဖြည့်ရှင်းပြီးတော့ဘယ်တော့မှလည်းငြိမ်းချမ်းမှာလည်းပေါ့ဆိုတော့အဲ့ဒီငြိမ်းချမ်းရေးအစတည်းကျွန်တော်တို့ပို့တိုင်းဖြစ်ကျွန်တော်တို့ချင်းမှာခုငြိမ်းချမ်းရေးလုပ်ကြတယ်နံပါတ်1ငြိမ်းချမ်းရေးလုပ်တဲ့လူတွေကိုတိုင်နံပါတ်1ငြိမ်းချမ်းဖို့ကိုတိုင်ငြိမ်းချမ်းမှာပဲအဲ့ဒီငြိမ်းချမ်းရေးကအောင်မြင်ပါကိုတိုင်မငြိမ်းချမ်းရင်ပဲနဲ့ကျွန်တော်တို့လုပ်တဲ့ငြိမ်းချမ်းရေးကဘယ်လိုလုပ်အောင်မြင်လို့အဲ့ဒီထဲမှာကျွန်တော်လည်းပါဆိုတော့ပြီးရင်မြန်မာလူအတိုင်းဝမ်းမှာ diversity management လုပ်ဖို့ကျွန်တော်တို့ပြက်ကွက်ခဲ့တယ်မြန်မာလူမှုအတိုင်းဝမ်းနော်ချင်းလူမှုအတိုင်းဝမ်းမှာ diversity management ကျွန်တော်လုပ်အများကြီးကျွန်တော်ပြက်ကွက်ခဲ့တယ်ကျွန်တော်တို့ကအမြဲတမ်းပြောဆိုနေတဲ့စကားလုံးများသည်
danger of stereotypes prejudice တယူတန်အစွဲတွေပြီးတော့ negative socialization ဒါကဘဒူးအတွက်မှအကျိုးရှိမှာမဟုတ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အထူးသဖြင့်မြန်မာနိုင်ငံမှာဒီဘာတွေရှိတယ်လဲဆိုရှင်တော့ဒီ negative race of ethnic identity negative race of community identity negative race of dialecticity identity များလွန်းတဲ့အဖြစ်ကြောင့်ကျွန်တော်တို့ရဲ့ Myanmar national identity ကျွန်တော်တို့တည်ဆောက်လို့မရဘူးနိုင်ငံလုံးနဲ့ဆိုင်တဲ့ငြိမ်းချမ်းရေးတည်ဆောက်လို့မရဘူးကျွန်တော်တို့ပြည်နယ်နဲ့ဆိုင်တဲ့ငြိမ်းချမ်းရေးတွေလုပ်လို့မရဘူးဒေသတွင်းနဲ့ဆိုင်တဲ့ငြိမ်းချမ်းရေးတွေလုပ်လို့မရဘူးဆိုတော့အဲ့ဒီငြိမ်းချမ်းရေးလုပ်ဖို့တာဝန်ကဘယ်သူမှလည်းမရှိဘူးဘယ်သူကိုလည်းဘယ်သူမှလည်းတိတိကျကျတာဝန်ပေးတာလည်းမရှိဘူးဒါပေမဲ့အဲ့ဒီမဟာတာဝန်ကကျွန်တော်တို့အားလုံးမှာထမ်းဆောင်တာဝန်ရှိတယ်ဆိုတော့ကျွန်တော်တို့နံပါတ်1ကိုဒီကောင်းအောင်ကြိုးစားနံပါတ်ပြီးရင်ကိုမိသားစုကိုကောင်းအောင်ပြန်ကိုရက်ကွက်ကိုချေးရွာကိုမျိုးနယ်ကိုပြည်နယ်ကနေကိုတိုင်းပြည်အဲ့လိုအဆင့်ဆင့်ကျွန်တော်တို့သွားမှတာလေကျွန်တော်တို့လိုချင်တဲ့ငြိမ်းချမ်းတဲ့လူမှုအတိုင်းအဝန်ဒီမိုကရေစီရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအနှံ့မှာရှိတဲ့လူမျိုးနွယ်စုတိုင်းက hierarchy identity လို့ခေါ်တဲ့ငါတို့လူမျိုးတာအမြင့်ဆုံးငါတို့လူမျိုးတာအတော်ဆုံးငါတို့လူမျိုးတာအတိဆုံးဆိုတဲ့ပုံစံနဲ့ချိုးနေတဲ့ရွေးရတော့ကျွန်တော်အပါဝင်ခမည်းလဲအားလုံးဒုက္ခရောက်နေကြအောင်ပါအဲ့ဒီဒုက္ခမရောက်ဖို့အတွက်ကျွန်တော်တို့ဒီကနေ့ကနေစပြီးတော့မှ beloved community ချစ်စရာအလွန်ကောင်းမှုနဲ့အတိုင်းအဝန်ကိုတိဆောက်ဖို့ခမည်းနဲ့ကျွန်တော်မှာတာဝန်ရှိတယ်ဆိုတဲ့အရာကိုပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ Okay. ဆရာတကကျေးဇူးများတင်ပါတယ်ဒီစကားဝိုင်းဆွေးနွေးပွဲကိုဆရာတကချစ်စရာအသက်ဝင်လေးတိဆောက်ကြအောင်ဆိုတဲ့ message လေးနဲ့ဆုံးသက်ပြတဲ့ဟာပေါ့နော်ဒါတော်တော်လေးရင်ထိပါတယ်လို့ကျေးဇူးများတင်ပါတယ်ဆရာဆိုတော့ကျွန်တော်တို့ဒီနေ့Voices in Peace VIP နေနဲ့ကျွန်တော်တို့17ချိန်မြောက်ပေါ့နော်ဒီချင်းငင်းချိုင်းစကားဝိုင်းအောက်ကနေဒီအမုန်းစကားကြောင့်စီတုံမှုတားစီးများဆိုတဲ့ဒီ topic ကိုကျွန်တော်တို့ဆွေးနွေးသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့ဆွေးနွေးတဲ့ဟာတွေကိုကျွန်တော်တချို့ဟာလေးတွေ highlight ပြန်လုပ်ပြီးတော့အဆုံးသတ်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီအမုန်းစကားကကျွန်တော်တို့လူမှုတိုက်အဝန်းမှာဒီအထူးသဖြင့် social media လိုမျိုးတွေမှာဒီအနာသိမှုနောက်ပိုင်းမှာဆိုရင်ဒီထင်သာမြင်သာအနေနဲ့ပြန့်နှံ့နေတဲ့ဟာတွေဒါတော့ထင်သာမြင်သာအနေနဲ့ဟာဒါဆိုထင်သာမြင်သာရှိတဲ့ဟာမှာကြတော့ကိုထောက်ခံတဲ့ဟာမထောက်ခံတဲ့ဟာကိုကြိုက်တာမကြိုက်တာဒါကျွန်တော်ဒီကွက်ကွင်းပေါ့နော်ကျွန်တော်တို့ဒီခွေးချသတ်မှတ်လို့ရတယ်ပြင်အခုဆမနေတဲ့လက်ဆွေးနွေးသွားတယ်ဒီမတိမတာအနေနဲ့ပြန့်နှံ့တဲ့ဟာမျိုးပေါ့နော်ဒီမတိမတာဆိုတာဒီဘယ်ဟာကိုဒီအမုန်းစားဆိုတာဒီရိုင်းပြတဲ့စကားလုံးရဲ့လို့သုံးတဲ့ဟာမျိုးမဟုတ်သည့်တိုင်းတစ်ဖက်ကိုဒီကိုတိကချစင်းစီအောင်မတိမတာစီတာဖြောင်းဝေဖန်တီးတဲ့ညီလန်းတွေလည်းအများကြီးရှိတယ်လို့ပြင်အုပ်စုဖွဲ့ပေါ့နော်ဒီမှာ channel like ထောင်ပြီးတော့လုပ်တာမျိုးတွေဒီပြင်အဲ့ဒီ channel မှာကိုယ်နဲ့မြင်မတူတဲ့အုပ်စုတွေကိုဒီ filter လုပ်ပြီးတော့ဒီအုပ်စု like ဖွဲ့ပြီးတော့ဒီနည်းပညာတုံးချပြီးတော့လုပ်တဲ့လမ်းကြောင်းတွေဆိုတဲ့ဟာမျိုးတွေဒါမျိုးတွေတော်တော်များများကျွန်တော်တို့ရှိတယ်ဆိုတဲ့ဟာဒါတော့ဒီနေ့စကားဝိုင်းနေကျွန်တော်တို့ထပ်ပြီးတော့ highlight လုပ်ပြီးဆွေးနွေးသွားကြတာဖြစ်ပါတယ်ပြင်ကိုဒီမုန်းစကားတွေ online ကနေပြန့်နှံ့လာတဲ့ဟာတွေကြောင့်ဒီမြေပြင်တွေမှာဒီဆရာထက်ကလေးဆွေးနွေးတော့ပါတယ်နောက်ဆုံးဒီ community တစ်ခုကြားထဲမှာဒီမကပဲနဲ့ဟိုဖက်တစ်ဖက်ထောက်ခံတဲ့အုပ်စုစလီမီယာကြားထိပါဒီကြိုက်တဲ့ကိစ္စမျိုးတွေကြားဒါမျိုးတွေတောင်ဒါအခုချိန်မှာဒီဖြစ်ပွားနေတဲ့အရာပေါ့နော်ဆိုတော့တစ်ဖက်မှာဒီအမုန်းစကားတွေကနေတဆင့်အုပ်စုကွဲမှုတွေဖြစ်လာတဲ့အချိန်မှာဒီကျန်းမာရေးဆောင်ရှောက်မှုအ ਨੇ ဆုံးစီကူတာမှုအတွက်ဒီဟိုဘက်ကျော်တစ်ဖက်ကျော်တော့ဖို့တော့မှခင်ဗျာဒီအုပ်စုဒီဘက်ကကြတော့ဟိုအုပ်စုဆိုတဲ့ဟာမျိုးပုံစံမျိုးတွေခွဲခြားပြီးတော့ဒီတားဆီးတဲ့ဟာမျိုးတွေဖြစ်လာတဲ့ဟာမှာကျန်းမာရေးဆောင်ရှောက်မှုပိုင်းဆိုင်ရာတွေမှာလည်းဒီအများကြီးဒီဆုံးရှုံးမှုတွေနဲ့နာမှုတွေတက်တည်ဆုံးတဲ့အထိဖြစ်ပွားမှုတွေဒါရှိနေတယ်ဆိုတဲ့ဟာ
ပေါ့နော်ဆိုတော့ဒီကရက်တွေကျွန်တော်တို့ကျွန်တော်တို့ဒီနေ့ညဆွေးနွေးပွဲနေကျွန်တော်ကြားသိရတာဖြစ်ပါတယ်ပြီးတော့ဒီပညာရေးပိုင်းဆိုင်ရာမှာဆိုရင်လည်းဒီကျောင်းကတော့ဘသူတွေဖွင့်တဲ့ကျောင်းဒီကျောင်းကတော့ပဲအုပ်စုဟာပဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့ပညာရေးတင်ကြားခွင့်တွေမှာဒီလူငယ်တွေဘာမှလူငယ်ဆိုတဲ့ကလေးတွေပေါ့နော်ဒီဘာမှမသိတဲ့ကလေးတွေအထိပါဒီလူကြီးပိုင်းနေစီမှာဒီမုံစကားနဲ့တဆင့်ပြန့်နှံ့လာတဲ့ဒီခွေးချမှုတွေအကြောင်းပေါ့နော်ဒီပညာရေးပိုင်းတွေမှာလည်းဒီထိခိုက်မှုတွေရှိတဲ့ဟာမျိုးတွေကျွန်တော်တို့ဒီနေ့သိရကြပါတယ်ဆိုတော့ဒါအဲ့ဒီမှာကျွန်တော်တို့ဒီထပ်ပြီးတော့ဒီဘာပဲဖြစ်ဖြစ်ဒီလိုမျိုးကာလမှာဒီလူငယ်တွေအနေနဲ့ဒီအတုံးချမခံပေါ့နော်အတုံးချမခံဖို့ဆိုတဲ့ဟာမျိုးတွေလည်း message ကျွန်တော်ဒီနေ့ကြားသိရပါတယ်ဒီခုလိုမျိုးနည်းပညာမှာရွှေသဖြင့်လူငယ်ပိုင်းရဲ့ဒီတက်လက်ပိုင်းလို့ပဲကျွန်တော်တို့ပြောရမယ်ထင်တယ်ဆိုတော့ဒီနည်းပညာရဲ့အတုံးချခံမဖြစ်ဖို့ပြီးရင်ဒီလူကြီးတွေရဲ့အတုံးချခံမဖြစ်ဖို့ဆိုတော့ဒါလူငယ်တွေကိုယ့်ကိုစဉ်းစားဆင်ခြင်တုတ်တက်ဖို့ဒါတကယ်ကိုအရေးကြီးတယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ကြားသိရပါတယ်ပြီးတော့ကျွန်တော်တို့ဒီမုံစကားတွေကျွန်တော်တို့ဘယ်လိုရှော့ချမလဲဆိုပြီးတော့စတင်စဉ်းစားတဲ့အချိန်မှာအရင်ဆုံးတော့ဘာပဲဖြစ်သူများမပြောခင်မှာဒါကိုယ်တိုင်ကအရင်ဆုံးတတိထားမယ်ကျွန်တော်ကတိတာတာလားဒါမှမဟုတ်မတိမတာလားကျွန်တော်ဘယ်လိုပါဝင်ပတ်သက်ဆက်နွယ်နေတယ်လဲဆိုတဲ့ဟာမျိုးတွေကိုကိုယ့်အကိုတတိထားဖို့ကအရေးကြီးတယ်ဆိုတော့ကိုယ့်ဟာကိုယ်ကနေပဲအရင်ဆုံးပြန်သုံးသပ်ပြီးတော့ဒီကိစ္စကိုကျွန်တော်ရှော့ချနိုင်ဖို့မှာပူပေါင်းရမှာဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်ပြီးရင်အဲ့ဒီမှာကျွန်တော်တို့ကိုယ်တိုင်မလုပ်တိတိုင်အောင်သူများလုပ်ထားတဲ့ဟာကိုတစစ်ဖြတ်ဝေတဲ့နီလန်းတွေကလည်းဒါပြဒီပို့ပြီးတော့ပြန့်နှံ့စေတဲ့အရာဖြစ်တဲ့အတွက်ပေါ့နော်ဒါမျိုးတွေမဖြတ်ဘူးဆိုတဲ့ဟာမျိုးတွေကစသတိထားဖို့ပြင်ဒီဟာကကျွန်တော်ရဲ့ sustainable peace ပေါ့နော် sustainable peace တော့ဖြစ်ဖို့တော့တဲ့အချိန်မှာဒီဘာဖြစ်ကိုယ်တိုင်ကနေပဲစမယ်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တိုင်ဝမ်ရက်ကွက်ကနေစပြီးတော့မှဒီပြည်နယ်ဆိုတဲ့ဟာမျိုးတွေဆိုအရေးကြီးဆိုချေခံကြဆုံးတော့ကိုယ်တိုင်နေပဲဒါစမယ်ဆိုတဲ့ဟာဖြစ်ပါတယ်ဒါတော့ကျွန်တော်အမြဲတမ်းလူကြီးသူမတွေပဲဖြစ်ဖြစ်ဒီတတိပညာရှင်တွေဖြစ်ဖြစ် mention လုပ်နေတဲ့ဟာပေါ့နော်ဆိုတော့ဒီနေ့စကားဝိုင်းနေလဲဒီဟာကိုကျွန်တော်အများကြီး mention ထပ်ပြီးလုပ်သွားတာကျွန်တော်တို့ကြားသိရပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ငိမ့်ချမ်းရေးအတွက်လို့ပဲပြောမုံစကားရှော့ချရေးအတွက်လို့ပဲပြောဘယ်လိုကောင်းစဉ်နဲ့ပဲတက်ကျွန်တော်တို့ဒီကိုယ်တိုင်ကအရင်ဆုံးကိုယ့်သုံးသက်ပြီးတော့စတင်ဖို့ရည်ကြီးတယ်ဆိုတဲ့ message တွေကိုဒီနေ့အဓိကကျွန်တော်တို့တွေ့ရကြားရတာဖြစ်ပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဆွေးနွေးပွဲစကားဝိုင်းကိုပါဝင်ပေးကြတဲ့ဒီဆမရွှေကြီးကိုဒီစလိုင်း thank you ကိုကျေးဇူးဒီ Voices in Peace ရဲ့ဒီဝိုင်းတော်သားများအားလုံးရဲ့ကိုစားပေါ့နော်ဒါကျေးဇူးထူးတင်ရှိတဲ့အကြောင်းပြောကြားလိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်တို့ဒီအပတ်စဉ်စနေနေ့ညထိုင်းစံတော်ချိန်နဲ့ဆိုရင်8နာရီမြန်မာစံတော်ချိန်နဲ့ဆိုရင်9နာရီခွဲရယ်အိန္ဒိယစံတော်ချိန်နဲ့ဆိုရင်9နာရီညနေ9နာရီပေါ့နော်အဲ့မှာပုံမှန်အပတ်စဉ်ကျွန်တော်တို့ဒီကောင်းစဉ်like ကျွန်တော်တို့ဆွေးနွေးမှုစကားဝိုင်းတွေကိုကျွန်တော်တို့ Voices in Peace နဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ရဲ့စီစဉ်ကိုအားပေးပြီးတော့ဒီနားထောင်တဲ့သူတွေပုံမှာလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဆိုတော့အကြံပြုချက်တွေရဲ့ဒီအားပေးစကားအကြံပြုချက်တွေကိုကျွန်တော်တို့ comment တွေမှာလည်းရေးသားလို့ရပါတယ်message တွေမှာလည်းပို့လို့ရပါတယ်ဆိုတော့အားလုံးကိုဒီအတူတကွဝိုင်းဝန်းပြီးတော့ဒီအဖြေရှာမဲ့ကိစ္စတွေကျွန်တော်တို့ဆွေးနွေးကြတာဖြစ်တဲ့အတွက်ဒီအားလုံးပူပေါင်းပါဝင်ပေးဖို့အကြံပြုပေးဖို့တော့ကိုလည်းဒီကနေနှိုးဆိုဒီဖိတ်ကြားလိုပါတယ်ဆိုတော့ဒီနေ့စကားဝိုင်းတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ရပ်နာပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်